မင်္ဂလာပါရှင်ကျွန်မအခုဖတ်ပြမှာကတော့ဆီယမကြီးခင်နှင်းယူရေးသားသောမဟာတာကီဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်ရှင်နားဆင်ကြည့်ပါဦးရှင်မဟာတာကီယခုတလောမိသူကစတင်လွှင့်လိုက်မှမသိသောသတင်းတစ်ခုမှာကန်းကော်ကုန်းမြို့လှလှရှာရှာဖြစ်၍တွားစေပေသည်ကန်းကော်ကုန်းသည်ကားလမ်းပေါ်တွင်ရှိ၍မြရကုန်းသည်မြရထားလမ်းပေါ်တွင်ရှိပေသည်မြရကုန်းမှကန်းကော်ကုန်းသို့ကားလမ်းဖြင့်လာနိုင်၏ကားလမ်းသည်ဝေးကွာလှသည်မဟုတ်ပေလှပသောတောတန်းတစ်ခုကိုဖြတ်လိုက်လျင်ကန်းကော်ကုန်းမြို့သို့ရောက်၏အကျဉ်းအားဖြင့်မိုင်90လောက်ဝေးမည်ဖြစ်ပေသည်မြရကုန်းသည်ကုန်းသွဲရာလမ်းဆောင်ကြ၍ကန်းကော်ကုန်းထက်စီကားတော့လဲကုန်းသေးရုပ်လိုပင်မလှပေကုန်းဆုံဆိုင်ကြီးလိုရှုပ်ရှုပ်ပွားပွားဖြစ်၍နေပေသည်နေပိုင်မင်းရုံးဆိုင်၏ကန်းကော်ကုန်းကမူမြို့ပိုင်မင်းရုံးဆိုင်သောမြို့ကလေးဖြစ်တော်လဲတောတန်းအစုံတွင်လှပသောမြို့လေးဖြစ်၏အေးမြ၏ငြိမ်းချမ်း၏မြို့ဝင်ကားလမ်းတွင်ကန်းကော်ပင်များသည်မိုင်ဝက်လောက်စီကားပေါက်၍နေ၏မြို့ထဲ၏တွင်ပြင်ကမူတောမြို့လေးဟန်ပင်ဖြစ်တော်လဲကိုဝင်းကိုချန်နှင့်တတရရနေကြသည်အိမ်များသည်မြမဆိုင်၍ရှေ့ကျသောရေနံတုပ်အိမ်ကြီးများဖြစ်၏ပင်စင်ရ၍နောက်ပြောင်းလာသောဝင်းတောက်ကြီး3-4ဦးသာအုတ်တိုက်ဆောက်၍နေကြပေသည်သူတို့အုတ်တိုက်များကလည်းခက်မမီလှပေများသောအားဖြင့်မြေပိုင်ရှင်များနောက်ဘက်တစ်ခွင်ရာခင်းမှပဲများကိုတိုးလောင်သိမ်းသွင်း၍ပဲဘေးဝါဘေးပေးကြသောပေးသောပဲဘေးဝါဘေးပေးသောကြေးရတဲ့များသာနေတတ်ကြပေသည်နံနက်ပိုင်းတွင်မြရကုန်းသို့ပဲများဝါကုန်းများတင်ဆောင်သွားသောကုန်တင်ကားကြီးများလှဲများလှူရှားတန်ကားလွဲ၍နေ့လယ်တွင်မြို့သည်ချမ်းငိမ့်တိတ်ဆိတ်၍နေတတ်ပေသည်ယခုတလောမြို့တွင်ရုတ်တရက်ထွက်လာသောသတင်းကြောင့်လှုပ်လှုပ်ရှားရှားဖြစ်နေကြ၏မနက်တိုင်းမြို့ပြင်လမ်းလမ်းဘက်ကန်းကော်တန်းဘက်စီသို့လမ်းလျှောက်ထွက်လေရှိသောအငိမ့်စားရာဇဝဲဝင်တော့ကြီးပင်ကန်းကော်ပင်များစီသို့မရောက်ဘဲသူကြားသောသတင်းကိုကျောင်းတကာဦးအောင်ပါနှင့်ဆွေးနွေးနေကြသည်သူတို့ရဲ၍စကားပြောနေသောနေရာမှာလည်းသတင်းစထွက်ရာအိမ်ကြီးရှေ့မှဖြစ်ပေသည်ကျောင်းတက်သောကလေးများပင်ထိုအိမ်ကြီးကိုလှည့်ကြည့်ကြ၏ကန်းကော်ပင်များကိုရွက်လာသောပန်းတယ်မကလေးကလည်းထိုအိမ်ကြီးကိုလှည့်ကြည့်၏သူ့အပါတွင်စပယ်ပန်းကုန်းလေးများကိုလက်တွင်ကင်ထားသောအဖော်ပန်းတယ်မလေးကိုလက်တို့ကအဲ့ဒီအိမ်ကြီးပေါ့ဟုပြောပြ၏ဝန်ထောက်ကြီးသည်ကလေးမလေးများလှူရှားဟန်ကိုကြည့်ကပြောလိုက်၏သူ့အပါတွင်လည်းကန်းကော်နှင့်စပယ်ရနံများတင်ပြန့်သွားသောကြောင့်ပို၍ကြီးနူးသွားဟန်ရှိပေသည်ဦးအောင်မရဲ့ပန်းတယ်မကလေးတွေတောင်ဒီသတင်းကိုယူဆိုင်နေကြတာပဲနော်သူတို့လည်းကန်းကော်ကောင်းသူတွေဆိုတော့ကိုမြို့ကုန်းတက်မဲ့ကိစ္စမန်းတာမှာပေါ့ဝန်တော်မင်းကြီးရဲ့တကယ်တော့လည်းကောင်းယူစရာပါပဲဦးအောင်ဘကအိမ်ကြီးကိုမျှော်ကြည့်ကပြန်ပြော၏သူတို့ကြည့်နေသောအိမ်ကြီးမှာရှေ့ကျလှသောအိမ်ကိုနှစ်ထပ်အိမ်ကြီးဖြစ်ကရေနံသားကြလုံး၍ညှိုးမောင်းနေပေသည်စတီဗရာသာတို့ပဲများတွင်သောပွဲစားကြီးဦးဆန်သည်သူတို့အနားသို့ရောက်လာ၏ဦးအောင်ပါတို့မဟာတာကီအိမ်ကြီးအကြောင်းဆွေးနွေးနေတယ်ထင်တယ်ကျွန်တော်လည်းဈေးဘက်ပိုင်းကဒီသတင်းကြားလာခဲ့တယ်ဟုတ်ပါဗျာတပည့်ဆိုင်မှာလူငယ်တွေဒါပဲပြောနေကြတယ်ဒါနဲ့ကိုဦးကဘယ်တော့လောက်ရောက်မှလဲဦးအောင်ပါမှာမြို့ကန်ရှေးလူကြီးဖြစ်၍ကန်းကော်ကုန်းရာဇဝင်ကိုအစုံသိသူဖြစ်သည်ဝန်တော်ကြီးမှမူကိုဦးကိုကြားတာကြားဘူးသည်မမြင်ဘူးပဲအသေးချာတော့မပြောတတ်သေးဘူးကျွန်တော်လည်းသတင်းကြားတာပဲကိုဆန်နေပါအောင်ဒီသတင်းကအဟုတ်ပဲလားဘဲကစကြတာလဲဦးဆန်ကဦးအောင်ပါကိုထပ်မေးလိုက်စားတဲ့လူတော့မသိဘူးကျုပ်ပထမဆုံးသိတာကတော့မနေ့ကဖုန်းတော်ကြီးစီတီလာသွားယူရင်ဖုန်းတော်ကြီးကပြောလိုက်တာပဲမအုပ်ကလည်းငါကပြန်လာမယ်မဟာတာကီအိမ်ကြီးကိုလည်းမအုပ်ကမွေးဖွားရအိမ်မို့လို့ပြတိုက်လုံးမယ်ပြောတာပဲဦးဆန်ကကောင်းငိမ့်လိုက်၏ဝန်တော်ကြီးကလည်းဈေးတံကိုပွားကအိမ်ကြီးကိုငေးဆိုင်ကြည့်၏အိမ်ကြီးသည်ကျေပြန်သောခြံကြီးအလယ်တွင်အဖွားကိုတယောက်လိုငြိမ်သက်စွာသူတို့ကိုပြန်ကြည့်ဟန်ရှိပေသည်ဂုံယူထိုက်ပါတယ်ဗျာဟုဝန်တော်ကြီးကထပ်မံဆို၏ကိုဦးကဟာမြန်မာလူမျိုးတယောက်အနေနဲ့ကဘာကျော်စာရေးဆရာကြီးဖြစ်လာတယ်ဆိုတော့ကန်းကော်ကုန်းမြို့အနေနဲ့အင်မတန်ကိုဂုံယူထိုက်ပါတယ်တကယ်တော့မြို့ငယ်လေးမလားဟုတ်ပါတယ်ဝန်တော်ကြီးရဲ့ဒီမဟာတာကီအိမ်မှာမွေးဖွားလာတဲ့လူတွေကလည်းခက်ဆန်းဆန်းတွေပါပဲဒီအိမ်ကိုတကယ်ပိုင်တဲ့ဒေါ်မမကကျွန်တော်နဲ့အတူစတီဗရာသာနဲ့ဆက်သွယ်ပြီးဘဲတွေလောင်ခဲ့တာပေါ့
ဒေါ်မမတို့ဘေးဖို့စင်ဆက်တွေကတော့ဟောဒီဥအောင်ပါတို့နဲ့ပေါင်းဟောင်းသင်းဟောင်းတွေပဲဝင်တော်ကြီးမှာစိတ်ဝင်စားစရာဝတ္ထုကောင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့ရတာမျိုးခံစားလိုက်ရ၏ကျွန်တော်ဈေးဘက်သွားစရာကလေးရှိလို့သွားလိုက်အောင်မယ်ဦးဆန်းကနှုတ်ဆက်ကထွက်သွား၏ဝင်တော်ကြီးနှင့်ဥအောင်ပါနှစ်ယောက်သာကြံရင်ခဲ့ပေသည်လမ်းမကြီးအလဲကောင်တွင်နှစ်ယောက်ရှေ့ကြစွာရက်နေခြင်းသည်အတိတ်ပဲမရှိလှပေသို့တော်ဝင်တော်ကြီးကမဟာတာကီအင်ကြီးတွင်စာရေးဆရာကြီးဥပုပ်ကာတို့လူစုကြီးပြင်းလာကြပုံယခုဆွေစဉ်မျိုးဆက်ဘလို့ရှိကြပုံကိုသိလို့လှပေသည်ကံကော်ကုန်းတို့သတင်းစာမှာအရောက်နောက်ကြလှ၏ထေရှားသောပုဂ္ဂိုလ်များသတင်းသည်သတင်းစာတဲဖတ်ရသည့်ထက်နိစ္စရာဇာတိဌာနေတွင်စုံစမ်းရခြင်းကတကယ်သဘာဝဝတ္ထုကိုပို၍သိနိုင်ပေသည်အေးဗျာမောင်ဥက္ကရောက်လာရင်ကျွန်တော်ကမြူနီစီပယ်ဥက္ကဋ္ဌအနေနဲ့လက်ဖက်ရည်ဝဲဖြစ်ဖြစ်ညစာစားဝဲဖြစ်ဖြစ်ကျွေးမွေးရအောင်ပါပဲလုံးတင်ပါတော့ဦးအောင်ပါရဲ့ကျွန်တော်တို့လည်းကူညီမယ်ကျွန်တော်တို့မြန်မာကတော့ကိုယ်တိုင်ပြည်မှာထူးချွန်ပေမဲ့ဒီလူတယောက်ရဲ့တန်ဖိုးကိုတဲမသိကြဘူးနိုင်ငံသားကဒေါ်လာကြီးရဲ့လို့ဆိုလိုက်တော့မှတို့တိုင်းပြည်မှာလူတော်လူကောင်းတွေတကယ်ရှိပါလားလို့ပြောဆိုင်တတ်ကြတယ်လူသားမျိုးဗျကျွန်တော်ရှင်းရှင်းဖွင့်ဝင်ခံရရင်ဥက္ကရေးတဲ့မြန်မာဝတ္ထုတွေကိုစစ်ကြီးမဖြစ်မီကမဖတ်မိဘူးအခုလန်ဒန်ကနေထုတ်တဲ့အင်္ဂလိပ်လိုရေးတဲ့အာလိုကောက်သူဆိုတဲ့ဝတ္ထုကြမှာဖတ်မိတော့တယ်ဒီလူဒီအညာမှာအတော်နေသွားသေးလားနေတာပေါ့သူတို့မှာအရင်ကပဲသီးခင်းရောအာလူသီးခင်းရောဝါခင်းရောရှိတယ်ဗျစစ်ပြီးမှမြန်မာပြည်ကထွက်သွားတာကလားပြောရင်းဆိုရင်ကိုတာဒီဘဲကပြန်လာတယ်ညနာလဲရွှင်းလို့ပြုံးလို့ဦးအောင်ပါကလူတယောက်ကိုလှမ်းပြီးနှုတ်ဆက်လိုက်၏ထို့သူမှအသက်50နီးပါးခန့်ရှိတော့လဲအတော်ပင်တန်တန်ဆန်းဆန်းနဲ့အားခွန်ပလာကောင်း၏နေလောင်ထားသောမျက်နှာကြီးသည်ရင့်ရော်နေတော့လဲသူ့မျက်လုံးများသည်တောက်ပကြည်လည်နေပေသည်မြမသောအရက်ကြီးနှင့်လိုက်အောင်သူ့ရဲ့တန်ကြီးကလည်းဝဝေးဆဆရှိလာ၏ရွှင်ဆိုနှစ်ပေါင်းများစွာကိုယ်ကွင်းနေတဲ့ကို့အရှင်သခင်ဆွေစဉ်မျိုးဆက်တွေပြန်တွေ့ရတော့မှဆိုတော့ဝမ်းသာတာပေါ့ဦးအောင်ပါရဲ့ဘယ်နဲ့ပြောပါလိမ့်ကိုတာဒီကတကယ်ပင်ပြုံးချိုသောမျက်နှာကြီးနှင့်ပြန်ပြော၏ဝင်တော်ကြီးပင်ကိုတာဒီကိုတော့သဘောကျသွားပေသည်သူ့မျက်နှာကြီးသည်အကြီးတန်းသလောက်ချုပ်ွက်ကောင်းပေသည်တကားအတော်ပဲကိုတာဒီဟောဒီဝင်တော်ကြီးကမောင်ဥကာတို့လူစုအကြောင်းသိသိကျင်လားခမများပြောပြပါအောင်အစင်သမဲဝင်တော်ကြီးဟောမှာကဝင်တော်ကြီးပဲသူပြန်လှည့်ကဒီကိုတာဒီကမောင်ဥကာရဲ့အမကြီးဒေါ်မမကြီးပွားစဉ်တစ်ခေတ်မှာလူယုံတော်ကြီးပေါ့သူကိုယ်တိုင်ဒေါ်မမယထာကိုမောင်းရတယ်တခြားအိမ်သားတွေစီးတဲ့ယထာကိုတခြားလူမောင်းပေမဲ့ဒေါ်မမယထာကတတ်ထားတယ်သူ့ယထာကိုတော့ကိုတာဒီကလွဲလို့ဘယ်သူမှမမောင်းရဘူးသူကယထာစီးတယ်ဟုတ်တယ်ဝင်တော်ကြီးရဲ့လာပါခမညာခုအိမ်ရှင်ကလည်းသဘောကောင်းပါတယ်ကျွန်တော်တို့ဝင်ကြည့်ရအောင်ကိုတာဒီကရှေ့ဆောင်ကအိမ်ဝင်းထဲသို့ဝင်သွား၏ဥအောင်မနှင့်ဝင်တော်ကြီးသည်နောက်မှလိုက်လာကြသည်ခုအိမ်ရှင်ကသဘောကောင်းသည်ဆိုတော့ထိုအိမ်ကြီးမှာမူလပိုင်ရှင်ဖြစ်သည့်မဟာတာကီဆွေစဉ်မျိုးဆက်ထဲမှတယောက်ယောက်ပိုင်ဆိုင်ထားဟန်မရှိဟုသောသဘောပေါက်နေပေသည်ဝင်တော်ကြီးသည်အိမ်ဝင်းကိုကြည့်၍အိမ်ဝင်းသည်ချမ်းကျဲတီးကလွဲ၍ရန်ကုန်ချမ်းများလိုထူးထူးထွေထွေပြင်ဆင်မထားပေနနက်ကရွက်ချောင်များကိုလှဲချင်းပြီးဖြစ်သောမြေတလင်းပေါ်တွင်ကန်းကောင်ပွင့်ကြွေများဝတ်မှုံမွားများပြန်ကျဲနေကမွေးကြိုင်တင်းပြန်၍နေပေသည်ခံပွင့်ချုံမျက်လေးချုံများမှလည်းပန်းပွင့်လေးများဖိုးခွေးဖြူအောင်ပွင့်နေကြပေသည်အိမ်မြောက်ဘက်တွင်စပယ်ချုံတန်းများသည်အတော်ပင်တန်ဆွမ်း၍နောက်တစ်ပတ်လောက်တွင်ပွင့်ရန်အာယူနေဟန်ရှိပေသည်အဖိုးနိုလေးများဖြင့်ဝေနေကြပေသည်အင်ကြီးကဘာမျှလှပစွာချဲ့လဲထားခြင်းမရှိတော့လဲဝင်တော်ကြီးစိတ်ထဲတွင်အင်ကြီးကိုယ်တိုင်ကတစုံတရာထူးခြားနေဟန်ရှိပေသည်ဒီအင်ကိုကြည့်ရတာကိုကစိတ်ထဲတစ်မျိုးကြီးပဲနော်ဦးအောင်ပါဒါကြောင့်လဲဥဥက္ကာလိုလူမျိုးကိုမွေးဖွားခဲ့တာထင်ပါဗျာဝင်ကြီးဖြစ်လို့အာနာရှင်ကြီးဖြစ်လို့နာမည်ကြီးတာမျိုးပါတစ်မျိုးဗျကျွန်တော်တော့ဥဥက္ကာလိုနုပညာကိုယ်အတတ်ပညာဆွဲနဲ့နာမည်ကြီးရတာမျိုးပိုသဘောကျတယ်ဝင်တော်ကြီးသည်အင်ကြီးကိုကြည့်ရင်စကားတပြောနဲ့ကိုတာတင်နောက်ကိုလိုက်လာ၏အင်ကြီးကတင်ထူးထူးခြားခြားမဟုတ်ပါဘူးဗျာအဲ့ဒီအင်ကထွက်သွားတဲ့လူတွေအားလုံးသာမြင်ရရင်ခမည်းသားအံ့အောင်မယ်
ဟုတ်လားတကယ်ကိုတပုံစံစီပဲဗျာရေးခုနကခမပြောသလိုပဲဒေါ်ခင်မလက်ထက်ဆိုကားတွေပါတွေပေါ်နေပြီပဲဘယ်တော့မှသူတို့အိမ်သားတွေကမရှိကြဘူးမြင်းနှကောင်ကအခုရန်ကုန်ကဂယ်လီယထာမျိုးပေါ့ဗျာဆေးကြတယ်ညရကုန်းကိုစတီးဘရာသာကုမ္ပဏီနဲ့စကားပြောဖို့ပဲသွားစတီးဘရာသာကအင်္ဂလိပ်ဧည့်သည်တွေမြန်မာပွဲစားကြီးတွေကိုတွေးဆောင်ရခံဖို့သွားပဲကြိုအဲ့ဒီယထာနဲ့ပဲကြိုတာပဲခင်မမီဘူးလည်းမဟုတ်ဘူးဗျသူတို့နှစ်ဦးဒီကိုတာဒီနောင်နာတွင်ရက်လိုက်ကြ၏ကိုတာဒီရှေ့တွင်မူထန်းစဉ်အဟောင်းကြီးတစ်ခုရှိလေသည်ရှေ့ဘက်ချမ်းတွင်ထင်းများပုံထား၏နောက်ဘက်တွင်မူတရေပတ်များကွာနေသောယထာပြီးအပြက်နှစ်ခုယထာနောက်မီကုရှင်တစ်ခုတွင်မူအပေါ်ကတရေဖုံးကွာနေ၍အောက်ခံထားသောအုံးဆံများထွက်နေသည်ထိုနောက်မီသည့်တကားကအတော်လှပဟန်ရှိ၏တရေကိုတသားပေါ်တွင်တွဲထားသောကြေးတံမိုးလေးများအနားတွင်ဂရီပါအညိုအဟောင်းစာလေးများနှင့်မှန်ဝိုင်းကွက်ကလေးကိုယခုတိုင်တွေ့နေရပေသည်အဲ့ဒါတော့မစီးသွားတဲ့ယထာပေါ်ဝင်တော်ကြီးရဲ့ကိုတာတွေကထိုယထာပြက်ကိုလက်ညှိုးထိုးပြစဉ်တွင်မူရခင်ချန်၌စကားပြောသလိုရွှင်ပြမရှိသူသည်ဒေါ်မနှင့်အတူနေခဲ့ရသောတခေတ်ကိုပြန်လည်လွမ်းဆွသွားဟန်ရှိ၏ကျွန်တော်ကိုယ်တိုင်မောင်းတဲ့ယထာကိုမှသူစီးတယ်သူ့ကိုလေကျွန်တော်သခင်မလို့တောင်ခေါ်မိတယ်သူကခေါ်ခွင့်မပေးခဲ့ပါဘူးဗျာခင်ဗျာကျွန်တော်မျက်နှာကြီးဟာကြမ်းတမ်းပြီးကျွန်တော်ဟာကြေးတော်သားတယောက်ပါခင်မဘက်ကဝါကင်းကိုကျွန်တော်လောက်ရကဒီအိမ်ကြီးကိုကျွန်တော်ရောက်လာရတာပဲဒါပေမဲ့ကျွန်တော်စကားပြောပုံတွေဟာဘာလို့ချိုတာပြီးယဉ်ကျေးလဲဆိုတော့ဒေါ်မတင်ကြားခဲ့တာတွေပေါ့သူ့ကိုမလို့ပဲကျွန်တော်ခေါ်တယ်အဲ့ဒီမကနာမည်ကိုခေါ်တာမဟုတ်ပါဘူးအမလိုရည်စူးပြီးမလို့ခေါ်တာပါပဲမှန်ဤကိုတာဒီသည်သူ့အကြောင်းကိုသူပြန်ပြောစဉ်တွင်မြမကြီးတော်သားဖုံးတော်ကြီးကျောင်းသားများလိုရေမုံပြောတတ်သည်ကိုဝင်တော်ကြီးသတိထားမိသည်သူ့အလုပ်အကိုင်းနဲ့ပတ်သက်ပြီးအင်္ဂလိပ်များနဲ့စကားပြောဆိုစဉ်သူ့ခင်မွန်းတဲ့ဦးမျိုးလွင်ကဘာသာပြန်ပေးတယ်အဲ့ဒီအခါမှာလဲမဟာပြည့်အောင်ဆက်ဆံတတ်တယ်ဒါပေမဲ့ဝတ်ပုံစားပုံကိုဝင်တော်ကြီးများမြင်စမ်းစေခြင်းနဲ့သူ့ဝိဇ္ဇပက်ကြီးဟာသူ့မျက်နှာရဲ့ကြက်တည်းပဲဝင်းနုံနေတဲ့သူ့ပါးပြင်ဟာသူ့ပါးပြင်နဲ့သူ့မျက်ခုံးမွေးနှမောင်နေတာဟာတဲပြီးတော့ဗနန်စားတာပဲမျက်လုံးကလည်းတည်ငြိမ်နေခမညရကုန်သွားမယ်လို့ဂျပန်ဘဝပန်းအောင်ခြုံပြီးယထာပေါ်တစ်ချိန်များကျွန်တော်သခင်မရဲ့အလှတည်ငြိမ်မှုကိုကျွန်တော်ကြည့်လို့မဆုံးဘူးယထာပေါ်လှမ်းအတက်မှာဆိုပုံတော်ဖက်နဲ့အနဲ့နဲ့သူ့ချေဝါမုံဟာတိတ်ထင်ရှားတာပဲဤလိုမိမမျိုးကြီးဆိုသောအိမ်မျိုးမှဥပုပ်ကလိုကဘာကျော်ပုတ်ကိုတယောက်ထွက်လာသည်ဆိုသည်မှာတကယ်တော့တင်လျော်လောက်ပတ်ပေသည်ဟုဝန်တော်ကြီးကစိတ်ထဲတွင်မှတ်ချက်ချလိုက်သည်သူ့ခင်မွန်းတဲ့ဟာဒေါ်မကိုကူညီအောင်ပါပဲစီးပွားရေးမှာရှေ့မဆောင်လာဘူးဒါပေမဲ့အပြင်ကများပြန်လာရင်သူ့ခင်မွန်းရဲ့ရှေ့မှာဒူးတုတ်ထိုင်းပြီးမှဒေါ်မဟာလင်းရဲဖက်နှက်ကိုချွတ်ပေးတယ်ဒါလောက်ထိမှန်ကင်းတဲ့မိန်းမပဲဥပုပ်ကအကြောင်းကမပါသည်ဒေါ်မအကြောင်းကပင်အတော်စိတ်ဝင်စားစရာကောင်းလှသည်ဟုဝန်တော်ကြီးကထင်၏အင်းလေသင်္ခါရတွေပေါ့ကျွန်တော်မှသာသူ့ကိုတလွမ်းတွဆွေးနေရတာကိုသူ့အဆက်အနွယ်တွေခုလိုမြို့ကိုပြန်လာကြမယ်ဆိုတော့စိတ်ထဲမှာအလွမ်းပြေဝမ်းသာရအောင်တော့မှာပေါ့သူ့သားသမီးတွေကလည်းဘိုးကလွဲရင်ကျွန်တော်လက်ပေါ်ကြီးသွားကြတာတွေကဲကျွန်တော်ပြန်အောင်မယ်ဈေးတောင်ကမျိုးပုံရောင်လက်ဖက်ရည်ဆိုင်မှာကျွန်တော်သတင်းစာဖတ်ခဲ့ရပြီအဲ့ဒီသတင်းစာထဲမှာတော်တော်လေးစုံရေးထားတယ်သွားလိုက်ပါဦးမယ်လူတာတီသည်သူ့ကိုနှုတ်ဆက်ကပြန်သွားတော့သည်ဝင်တော်ကြီးနှင့်ကိုအောင်ပါသည်နောက်မှစကားပြောနှင့်ဖြည်းဖြည်းလိုက်လာကြ၏ကိုအောင်ပါကမူသူသိသလောက်ဥပုပ်ကားတို့ဆွေစဉ်မျိုးဆက်အကြောင်းကိုပြောပြလာသည်ဒေါ်မမိဘများသည်ရာခင်းရှင်များကုန်သည်များပင်ဖြစ်၏ရိုးသားစီးပွားရှာရင်းမှတိုးတက်လာကြသူများဖြစ်ပေသည်ဒေါ်မမိဘဘိုးဘွားများကောင်းစားစဉ်ကတစောင်းကျောင်းများမြို့ဦးတွင်ရှိသေးကြောင်းပြောပြ၏ဒေါ်မတွင်ဥအောင်ဗလာဆိုသောအကိုတစ်ယောက်ရှိ၏ဥအောင်ဗလာအောက်တွင်မှဒေါ်မအောက်တွင်ယခုကဘာကျော်စာရေးဆရာဥပုပ်ကအောက်တွင်မှအရေးပိုင်မင်းဥတော်ကအောက်တွင်အငယ်ဆုံးမှဒေါ်ရွှေဖော့ဖြစ်လေသည်မက်ရွှေဖော့ကလည်းရန်ကုန်တက္ကသိုလ်မှာဒီဂရီရပြီးအမေရိကန်
ရေတက်ကလေးမှာသွားပြီးစာဆက်တင်တယ်ဟိုမှာတင်ပြီးအမေရိကန်သားတစ်ယောက်နဲ့လက်ဆက်တယ်ဒေါ်မမဆုံးတော့မအုပ်ကလည်းမရှိဘူးမရွှေဟော်လည်းမရှိဘူးနောက်ပိုင်းတော့ဒေါ်မသားသမီးများကဒီအိမ်ကိုရောင်းပြီးရန်ကုန်ကိုထွက်သွားပြီးကြတဲ့ကကန်းကော်ကုန်းမှာသူတို့တဲစိတ်ဝင်စားကြတော့ပါဘူးခုလဲမအုပ်ကဒီလိုဖြစ်လာတော့ဝမ်းသာစရာကြီးဦးအောင်ပါကသူသီးတလောက်ပြောသည်ကိုယခုမှအဆုံးသတ်၏ဒီလိုဆိုတော့မဟာတာကီဆိုတာအိမ်ရဲ့နာမည်ပေါ့မျိုးရိုးကတော့မင်းသွေးများပါကြသေးလားကျွန်တော်သိသလောက်တော့မပါဘူးဝင်တော်ကြီးမမနေပုံကမင်းသွေးမင်းဟန်ပါတဲ့မန်နဲ့နေပုံမျိုးမဟုတ်ဘူးခင်ဗျညီမကြေးရတဲ့အမျိုးသမီးကြီးတယောက်နေပုံမျိုးပဲဤမဟာတာကီဆိုတဲ့နာမည်ကတော့အဲ့ဒီအင်ကြီးကိုဘယ်သူပေးသွားလဲမသိဘူးမမအရွယ်ရောက်ကြတဲ့ကမမအရွယ်မရောက်ခင်ကတည်းကဒီအိမ်ရဲ့နာမည်ကမဟာတာကီပဲကျေးဇူးတင်တဲ့ဦးအောင်ပါကဲသွားလိုက်အောင်မယ်ဝန်တော်ကြီးကပင်စတင်နှုတ်ဆက်ကကန်းကော်ပင်နှမ်းများရှိရာမြို့ဝင်ဘက်သို့လမ်းလျှောက်ထွက်သွားတော့သည်ဦးအောင်ပါကမူရွာဦးကျောင်းဆရာတော်ဖျားထံသွား၍ဦးဟုတ်ကတို့ဆွေစုမျိုးစုလာမည့်အကြောင်းကိုဆွေးနွေးကျင်သေးပေသည်ဆရာတော်ဖျားသည်လည်းသူကျောင်းထိုင်သောကျောင်းမှာဦးဟုတ်ကဘေးဘိုးများအစဉ်အဆက်ဆောက်လုပ်လှူဒန်းခဲ့သောကျောင်းဖြစ်၏မိမိကျောင်းတာရကများ၏မြင်းမြင့်များမှာတိမ်ကောမတက်ခန်းကော်ကုန်းမှထွက်ခွာသွားပြီးမှယခုထင်ရှားကြော်ကြားသောအခြေအနေနှင့်ပြန်လာကြမည်ဆိုတော့အတော်ပင်ဝမ်းသာနေပေသည်။ဘုန်းကြီးတို့ထုံးစံအတိုင်းဥပုပ်ကနှင့်တွေ့လျင်ပြီးတကကျောင်းသားရှိစာသင်ကျောင်းကိုပြင်ဆောက်ရန်လှူခံခြင်းသေးသည်။ထိုကျောင်းသည်အလဲတိုင်းကျောင်းလေးပင်ဖြစ်တော်လဲကန်းကော်ကုန်းရှိလေယာလောက်ကင်စားသူများကအစကျေးရတဲ့များအထိထိုကျောင်းတွင်ပင်နေကြ၏။ထိုကျောင်းက၄-၅တန်းအခြေခံရမှပင်တတ်နိုင်သူတို့ကမြရကုန်းလဲတိုင်းကျောင်းသို့မဟုတ်ရန်ကုန်ကျောင်းများသို့ပြောင်းရွှေ့သွားကြသည်ဆင်းရဲသားသမီးများကမူစတက်စပြုလာလျင်ကျောင်းထွက်၍ရာတော်ဘက်စီသို့ဆင်းသွားကြတော့သည်ကိုတာတီအိမ်ရောက်လျင်တာအောင်ထမင်းပြင်နေသည်ကိုတွေ့ရသည်အဖေအတော်ပဲကျွန်တော်ထမင်းပြင်ပြီးချိန်မှအဖေမရောက်ရင်ဈေးဘက်လိုက်မလို့ကဲလက်ဆေးစားငါဒီနေ့ဈေးမှမကြဘူးကွမဟာတာကီအင်းရှိမှဝင်တော်ကြီးဦးရွှေစံတို့ဦးအောင်ဘွားတို့နဲ့စကားပြောနေလို့ကြာတာမမရဲ့ယထာဟောင်းတောင်သွားကြည့်ရသေးတယ်ဟုတ်လားအဖေမျက်နှာကြည့်ရတာဝမ်းနည်းစရာကြီးကျွန်တော်ဖြင့်ဘလို့ဝမ်းသာမဲမသိဘူးတိတ်ပြောတာပဲမမကိုသတိရလို့ဝမ်းနေတာပါကွာသူပညာသင်ပေးရတဲ့သူ့မောင်ဟာအခုလိုကဘာကျော်စာရေးဆရာကြီးတူဖြစ်လာတယ်ဆိုတာသူမသေးခင်သိသွားရရင်ဘလောက်များဝမ်းသာချမလဲအဖေကလည်းဝမ်းသာစရာကိုရှာတွေးစမ်းမှာမျိုးကုံရောင်ဆိုင်ပါလေကိုရွှေအိုဝါကြီးကအတန်ကုန်ကိုသတင်းစာဖတ်နေတာဥပုပ်ကအကြောင်းကိုနိုင်ငံခြားမဂ္ဂဇင်းသတင်းစာတွေကချီးမွမ်းရေးသားပုံတွေပေါ့သူ့စာအုပ်တွေကရိုးရောင်းရတာဒီမဟုတ်ဘူးအမေရိကဟိုရုပ်ရှင်ကုမ္ပဏီကဘာဆိုလားအဲ့ဒါကလေသူ့ဝတ္ထုကိုရုပ်ရှင်ရိုက်တာစွန်လို့လေအဖေကပိုက်ဆံတွေအများကြီးရတယ်ဥပုပ်ကဟာပြင်သစ်သူတယောက်နဲ့လက်ထပ်ပြီးဘာမျိုးတာအောင်မှာသူ့စကားနဲ့သူလုံးထွေးနေတော့၏ကိုတာဒီသည်ထမင်းကိုနဲ့စားရင်သားကိုပြုံးကြည့်နေ၏မင်းကြားရတဲ့တရင်ကိုငါလာပြီးဘာမျိုးလို့မေးတော့ငါဘာသိမှလဲတာအောင်သည်ခဏစဉ်းစားပြီးမှပဲရီမြို့စင်ကြီးဘုံမှာအိမ်တလုံးဝယ်နေမယ်တဲ့အခုသူ့ရဲ့ဇာတိချက်ကျွေးမြန်မာပြည်ကဂန်းကော်ကုန်းမျိုးလေးကိုခိတ္တပြန်မဲ့အကြောင်းပေါ့ဖေယားအဲ့ဒါတွေရေးထားတာကျွန်တော်ပြင်ကြားရတာဝမ်းသာလိုက်တာဦးလေးအုပ်ကလာမယ်ဆိုတာလဲဝမ်းသာတာပဲအထူးသဖြင့်ပိုဝမ်းသာတာကဘိုးတို့ခင်လေးတို့ပါလာမယ်အဖေကခင်လေးကတော့ကျွန်တော်ကိုမမေ့ဘူးဟိုတခါစားထဲမှာသူ8 နှစ်ဆိုဆရာဝန်မကြီးဖြစ်တော့မယ်တဲ့ဆရာဝန်ဖြစ်ရင်ကန်းကော်ကုန်းကိုပြန်လာပြီးအလုပ်လုပ်မယ်တဲ့ဘူးကတော့မှတ်မိမယ်မထင်ပါဘူးသူဒီကထွက်သွားတာ4-5 နှစ်ရှိသေးတာကဲထမင်းစားပါအောင်ကွာတာအောင်မတကယ်ပြောနေလေသည်ထမင်းစားရင်မျက်နှာကပြုံးနေလေသည်သူသည်တောသားလူရိုးလေးပင်ဖြစ်တော်လဲစားတတ်၏အလဲတန်းအထိတင်ခဲ့ရသည်ငငယ်ကတော့စာသင်ရင်းပင်ဒေါ်မသားသမီးများရန်ကုန်ကျောင်းသို့ကျောင်းပိတ်ကျောင်းဖွင့်သွားကြလာကြလျင်မြရကုန်းအထိစာပေနှင့်အတူရထားမောင်း၍ပို့ရသည်ကျောင်းထွက်လျင်မူကိုတာတေနှင့်ပင်အတူလုံးသည်ဒေါ်မကွယ်လွန်ပြီးကိုတာတေသည်တခြားလူများနှင့်အလုံးမလုံး
ဒေါမမသားချင်းများလည်းစီးပွားရေးမကောင်းကြရခင်ကဒေါမမအဆက်များနှင့်ဆက်သွယ်၍သူသည်ဝါနှင့်ပဲများကိုပွဲစားလုပ်သည်တခါတရံဈေးကြိုင်လျင်အနေအချင်းစုဆောင်ထားသောငွေလေးနှင့်လောင်ထားတတ်လေသည်တာအောင်သည်ယခုတော့ဝါအကြောင်းပဲအကြောင်းကိုအတော်နားလည်လာသောလူငယ်လေးတစ်ယောက်ဖြစ်လာလေသည်ကိုတာဒီကဆဆသူ့ကိုအားကိုးရလေသည်သူ့တွင်လက်ရင်လေးတစ်စီးရှိသည်ထိုလက်ရင်လေးမှာသူ့စီးပွားရေးအတွက်ရကင်းများနှင့်မြို့ကိုပူရန်အလွန်သုံးဝင်သည်ထမင်းသာစားနေရသည်ထမင်းလုံးများဘယ်လိုဝင်သွားမှမသိအောင်တာအောင်ကပြောနေပေသည်နှလုံးထဲတွင်ခင်ခင်လေးနှင့်အတူရွာဦးကျောင်းတွင်စာသင်ခဲ့ရပုံများကိုမြင်အောင်လာပေသည်ခင်လေးသည်ဒေါမမ၏သားသမီး9ယောက်အနက်စတုထမြောက်သမီးဖြစ်၏သူ့ထက်အကြီးများသည်ရန်ကုန်ကျောင်းသို့ပြောင်းချိန်တွင်ခင်ခင်လေးမှာရွာဦးကျောင်းတွင်ပင်စာသင်နေခဲ့ရ၏ဘူးကဒေါမမ၏အငယ်ဆုံးသားပင်ဖြစ်တော်လဲခင်ခင်လေးနှင့်9နှစ်လောက်ချာမွေ၍သူနှင့်ကစားပေါ်မဖြစ်လိုက်ရပေစင်စစ်ဘုန်းကြီးကျောင်းသားကျောင်းသူများဖြစ်၍အလှည့်နှင့်တပိတ်ဆေးကနုတ်ဆေးရသည့်အလှည့်နှင့်တပိတ်ဆေးကနုတ်တန်ဆေးရသည့်အလုံးများကိုသူတို့လုပ်ရသည်သူကယောက်ျားလေးဖြစ်၍ခင်ခင်လေးကိုတခါတရံနိုင်ကျင့်ခြင်းသည်မသိချင်အောင်ဆောင်ကတပိတ်များကိုခင်ခင်လေးတို့အဖို့စုပေါင်းထားခဲ့၍အချောင်လက်တက်သည်ခင်ခင်လေးသည်သူ့လက်မီကိုတည်တယ်နှင့်တပြိုင်နက်ဂုတ်ကိုဆွဲထားတော့သည်တောင်းဒါပဲနော်ငါတော့အပားမတင်နဲ့သိလားငါတို့ကိုဘုန်းကြီးကကြက်တီကန်းရှင်းခိုင်းလို့ဟာတောင်းကလုံးမိသွား၍စကားလှည့်ပြောလိုက်၏အမလီကိုရင်ဒါဒီကပြောပြီးသားကြက်တီကန်းကိုကိုရင်တွေရှင်းရမယ်တဲ့ဒီနေ့တပိတ်ဆေးရဲ့အလှည့်ခင်မေးရဲ့ခင်လေးရဲ့တာအောင်ရဲ့ဘုံမြိုင်ရဲ့တဲ့နင်ပြောလို့ရရင်ရမရရင်တော့ခင်လေးအသက်ပဲနင်ကသိစွာတာပဲလက်အားကိုနဲ့မိန်းကလေးဖြစ်ပြီးအသက်အပုတ်သိဝါသနာပါတာပဲဘာလဲနင်တို့နှစ်ယောက်ပြီးတော့မကြီးပင်မရောက်နေရောတို့နှစ်ယောက်ကအလုံးစိတ်ရတာတပိတ်တွေကမနေဘူးခင်ခင်လေးကြီးအဖော်ခင်မေကနှုတ်ဆွ၏ကဲငါကအသက်ဝါသနာပါတော့ဘာဖြစ်လဲနင်တို့ကဘာလို့တို့ကိုမိန်းကလေးပဲအားမတွေဆိုပြီးအကျော်ကြီးနဲ့ထားခဲ့ခြင်းရလဲအမြန်ဆေးပြီးတော့တို့လည်းမကြီးသည့်အတူတူခုမှပေါ့ခုတော့နင်တို့ကမလိမ့်တပတ်နဲ့ခင်လေးသည်ထမိန်တူတူပြင်ဝဲလိုက်၏မကြီးပင်တက်တာနင်တို့မိန်းကလေးအလုပ်လားဟာအောင်မဲမိန်းကလေးပါလဲပြောမနေနဲ့ဆရာနင်ထားရင်ထားကြည့်တာအောင်ကသူ့ကိုယ်ကိုဆွဲထားသည်ကိုမခံချေခင်လေးကလည်းဘာမဆိုကြမ်းလွန်လာသည်သူတို့မကြီးပင်မတက်လျင်လည်းခင်လေးပါ၏ကြီးသားတောက်လျင်လည်းခင်လေးပါ၏တွားတယ်ဟာတာအောင်ကသူ့ယောက်ျားပိသားเจ้าကိုပြလိုက်၏ဆက်ခနဲ့ရက်ကခင်လေးစုပ်ကန်ထားသောကိုပိုးမှရုံထွက်လိုက်၏တွားရင်စော်တယ်ဟာစကားတန်နှင့်လက်တန်သည်တပြိုင်နက်တည်းပင်ကျလာသလားကိုထင်ရအောင်ခင်လေးကလည်းလက်မြန်လာသည်တာအောင်ကောင်းပေါ်တွင်ဂွမ်းဟုသောအတန်နှင့်အတူမြေတပိတ်ကြီးသည်ပွဲသွားတော့သည်စင်စစ်မြေတပိတ်သည်တန်တပိတ်လိုမမကွဲလွယ်၍ခေါင်းတွင်လည်းတိတ်မနာလာပြီသို့တော့သူကအကျယ်ချက်လာ၏အောင်မလေးပြသွေးတွေဆရာတော်ဖျားကိုသွားတိုင်မယ်သူသည်တပိတ်မြေတပိတ်ပွဲကိုယူကဆရာတော်ဖျားစီပြေးတော့သည်ဦးပစင်းကမ္မနာကန္နမာကတာအောင်ပြေးလာကြတဲ့ကခင်လေးလက်ချက်မှန်တီးပြီးဖြစ်လေသည်ခင်လေးသည်ဆရာတော်ဦးစင်းအခေါ်မဆောက်တာအောင်နောက်မှပုံတိုးတိုးမျက်နှာနှင့်လိုက်လာ၏ဆရာတော်ကိုနောက်မှရှိခိုးနေ၏ကဲဘာမှပြောမနေကြနဲ့ခင်လေးမျက်မြင်ပဲမဟုတ်လားဦးပစင်းကမေးလိုက်၏မှန်ပါဗျာသူကတိတ်ပြီးအပတင်တာပဲခင်မေကိုမေးကြည့်ပါဗျာအေးဒေါမမသမီးလို့ပြီးဒါလောက်ကျန်းရလားကဲသွားငါတပိတ်ကိုနှမျောလို့မဟုတ်ဘူးဒေါမမသိအောင်တော့တိုင်းရမယ်ကိုရင်ဒါဒီတပိတ်ကိုယူသွားဒေါမမကိုပြောအဲ့ဒါခင်လေးကတာအောင်ကိုရိုက်လို့ကွဲသွားတာလို့အစ်စ်အစားပေးပါလို့ခင်လေးတော့ဒေါမမရိုက်ပါစေကျောင်းပြန်ချိန်တွင်မူခင်လေးရိုက်ခံရတာသည်ခင်လေးကတာအောင်ကို9ရက်လောက်မခေါ်ဖိုးထောင်တို့လူစုနှင့်ကြီးသားရိုက်တော့လဲတာအောင်ကအစိတ်မချမ်းမြေပေမကြီးသည့်ကျက်စုများနှင့်စားတို့ကိုယူကခင်လေးကိုချော့ရပြန်သည်ငါ့ကိုပြန်ခေါ်ပါတို့နေ့လေကြောင်းဆင်းရင်ဖန်တိုးလိုက်မယ်ငါနောက်ကိုတပိတ်မှန်ဆေးပါမယ်ခင်လေးသည်အရှိကြီးတော့စိတ်ကောက်မနေတတ်ပေသူနှင့်ပြန်ခေါ်၏ခင်လေးသည်မိန်းကလေးများကစားတတ်သည့်ရှာတို့ပြည့်ကျိုးခုံတို့ထက်ဖန်တိုးလက်ထွေခင်းကြီးသားတောက်ရာတွင်ပို့တော်၏အမြဲလိုတာအောင်တို့ပခုံးပေါ်တွင်စီးရသည်
ဒါနှစ်လဲတာအောင်သည်ခင်လေးနှင့်မကစားရလျင်မနေနိုင်ပေတာအောင်သည်ထမင်းပွဲသိမ်းပြီးပကံစင်းရင်ရန်နေတော့သည်ကိုတာတီမှာတားဖြစ်သူတယောက်တည်းပူမျိုးနေသည်ကိုကြည့်ရင်သူဘာမသိညာမသိလိုက်ရဲချင်လာသည်ဟက်ကောင်ဘာဖြစ်လို့တယောက်တည်းရန်နေတာလဲတာအောင်သည်ယခုမှပို၍ရန်ခင်လေးဂျပန်စတောက်ထားစားတော့ကကျွန်တော်တို့သွားစားတာတွေးမြင်ရဲချင်းလို့သူကပြန်ပြော၏ခင်လေးကဂျပန်စတောက်ထားစားအဖေကျွန်တော်ရဲ့ဖိုးထောင်ရဲ့ခင်လေးတို့အိမ်နောက်ကမကြီးပင်တွေအောက်မှာမကြီးသီးပြင်ရင်អော်ကြတာမကြီးသီးကောက်ကွေးလောက်လေးနဲ့စောမိခင်စတောက်ကလေးနောက်ဖေးကခေါ်အဲ့ဒီလိုလဲអော်လိုက်ရောတခါတည်းဘာပြောကောင်းမလဲခင်လေးရဲ့ခင်မေရဲ့အုံးမြရဲ့ပြေးထွက်လာပြီးသားတို့ကိုလိုက်ဆောလိုက်တာအဖေကခင်လေးဟာအတော်ကိုကျန်းတယ်သူငယ်တုန်းကအကြောင်းများကိုပြန်တွေးရင်တောင်ကဟက်ပက်ရမောတော့သည်အေးကွာအကြီးမတွေကလည်းရန်ကုန်ကျောင်းပြောင်းကြတော့သူကဒီမှာကြံရက်တာလားသူ့အမအဖော်တွေမရှိတော့ယောက်ျားလေးတငယ်ချင်းတွေကများတာကိုလက်ကလည်းအလွန်မြန်တာတားဖာနှစ်ယောက်သည်လွန်ခဲ့ပြီးတော့အတိတ်ရှင်စရာတက်ကြွစရာကောင်းပုံများကိုစိတ်ကိုနှင့်ကိုပြန်တွေးနေကြပေသည်တာအောင်မျက်စိထဲတွင်မူဆရာဝန်ဖြစ်မိဆက်မိမပြိုတယောက်အိမ်ကြီးဟန်မူရများနှင့်ရှင်ကပ်၍ခင်လေးကိုတွေးမရကြီးသားရိုက်လိုက်လျင်ထမိန်လေးကိုယောက်ျားလေးများပစိုးလို့အစနှစ်ဖက်ကောက်ကင်ကလျင်မြန်စွာကြီးသားတို့ကလေးကိုလိုက်ဖမ်းသောခင်လေးငရုတ်ကိုသာမြင်အောင်နေသည်ယခုတွေ့ဆုံကြပါလျင်ခင်လေးသည်သူ့ကိုငယ်တုန်းကလိုမှအရောတဝင်ခင်မင်ပါအောင်မည်လားဘလို့ပင်ပြောအစင်တန်းချင်းကမတူကြတခါတုန်းကခင်လေးတို့ဆင်းရဲသွားသည်ဆိုတော့လဲယခုပတ်ဝန်းကျင်မျက်မြင်တွင်ခင်လေးသည်ဆရာဝန်လောင်းတယောက်ကဘာကျော်စာရေးဆရာကြီးတဦး၏တူမသူကခင်လေးအမေ၏ယထာကိုမောင်းသူ၏တာလာသည်သို့သောအစင်တန်းဟူသောစကားသည်သူတို့ငယ်တငယ်ချင်းများခင်မင်မှုကိုဖျက်ဆီးနိုင်လိမ့်မည်တော့မဟုတ်ပါပဲသူသည်ပကံများကိုဆေးကြောပြီးသိမ်းလိုက်၏နေအတန်ငယ်မြင့်လာ၍ရာသီဥတုမှပူလာသည်အဖေခိုင်းထားသောကိစ္စတစ်ခုရှိပေမဲ့မသွားသေးပေသူ့ဘလွေလေးကိုထုတ်လိုက်ကအိမ်ရှင်ရင်းဘက်တမပင်အောက်ကိုပြစ်ပေါ်တွင်ထိုင်လိုက်သည်သူ့ဘလွေကိုပြင်းတွဲမှုတ်လိုက်၏တေးသွားမှအလွန်ဟောင်းခဲ့ပြီဖြစ်သောစိန်ပါတီကောလိပ်ကျောင်းကိုစာသင်သွားသူရဲ့ကျောင်းပိတ်ရက်တော့ပြန်လာကွယ်ဟုသောတေးဟောင်းကြီးပင်ဖြစ်သည်တေးဟောင်းကြီးပင်သည်ဥက္ကပြန်လာမိအတွက်ကန်းကောင်ကုန်းမျိုးတွင်ပင်လှုပ်ရှားဖြစ်လာသည်မဟုတ်ညရာကုန်းကလည်းအထူးစိတ်ဝင်စားလေသည်မြရာကုန်းမျိုးသားနေမျိုးမောင်မှာဥပုပ်ကာဤတူမများတဲ့တွင်တတိယမြောက်ခင်လက်ဤခင်မွန်းဖြစ်လေသည်နေမျိုးမောင်ဤမိဘများသည်မြရာကုန်းတွင်ပင်စီဆက်ထောင်ကနေကြသူများဖြစ်၏ဥပုပ်ကနှင့်တကွနေမျိုးမောင်တို့မိသားစုပြန်လာလျင်မြရာကုန်းကလည်းဘလို့ကျိုးဆိုမိဟုသောအစီအစဉ်မှာမြရာကုန်းမျိုးတွင်ပွားစီဖြစ်နေလေသည်သို့တော်လည်းနေမျိုးမောင်ကပေးသောစားတဲ့တွင်မူဥပုပ်ကနှင့်လည်းစာအဆက်မရသည်ဥပုပ်ကမြန်မာပြည်သို့ဆက်ရောက်မှပင်ဘလို့အစီအစဉ်ရှိသည်ကိုစာရေးလိုက်မည်ဟုဆိုထား၍သူတို့ကလည်းထမင်းကျွေးရကောင်းနိုးလက်ဖက်ရည်ပွဲပင်လုံးရနိုးနှင့်ဘာမှမသေးကြသေးပေနေမျိုးမောင်၏အမဒေါ်သူစာနေမျိုးမောင်၏အမေဒေါ်သူစာတွေးကြီးများဖြစ်သောဒေါ်မေယာဒေါ်နေကြတို့ကလည်းတအိမ်လုံးရှင်းရလင်းရမောနေကြသည်သူတို့သည်ဥပုပ်ကာလာမီကိုဂုံယူသည်ထက်ခင်လက်ပါလာမီကိုပါဝမ်းသာ၏နေမျိုးမောင်ထက်ပင်ခင်လက်ကိုချစ်ကြသေးသည်ခင်လက်သည်မောင်ချစ်ယုံသာမကသူတို့မိကြီးမိတွေကပါသဘောတူကြ၍ပေးစားကြခြင်းဖြစ်ပေသည်စင်စစ်တော့ခင်လက်သည်စိတ်နှလုံးသိမ်မွေ့၍ရင်ဆဆအမူအရာများမှာမိခင်တော်မမကိုမမေ့တော်လဲရောက်ခမနှင့်ကြီးတော်ကြီးများကိုရိုသေရတွင်မူအညာကြိုက်ဖြစ်နေလေသည်ကိုရင်ကျမသဘောတော့မောင်ဥကာတို့ပြန်မစေလူလေးနဲ့ခင်လက်ကိုတစ်ပတ်လောက်အိမ်မှာနေစေခြင်းနဲ့ရှင့်ကိုရင်စာရေးပါလားပြီးတော့လဲသူ့အမေရှိတုန်းကလို့သူ့ရထားလုံးလေးများစီးကျင်ချကြမလားမသိကန်းကောင်ကုန်းကိုသွားရင်ရထားလုံးလေးနဲ့ကျမတို့စီစဉ်ပေးရင်မကောင်းဘူးလားနေမျိုးမောင်ဤဖခင်ဥလှဘော်ကရေပြုံးလိုက်၏မတ်သူစားကလည်းကွာဘိုးတော်ဖះခက်ကဟာလေပြန်တွေးမနေစမ်းပါနဲ့ခင်ဟာဒါမျိုးတွေမကြိုက်တတ်ပါဘူး
မောင်မောင်စားထဲမှာသူတို့တောင်ကားကိုစီနဲ့လာမယ်တဲ့သွားရလာရတာအညာရောက်ရင်လွယ်အောင်တဲ့ကွာခင်လဲကောင်းကောင်းနေမကောင်းရှာဘူးလေကွာအဲ့ဒါကြောင့်ကျွန်မပြောတာကိုရင်သမီးခင်ကိုဒီမှာနားနားနေပြီးနေထိုင်ကောင်းမှပြန်ပေါ့ခင်ပါများဖြစ်ပါလေဖွားကြီးသည်ချွေးမအတွက်စိတ်ပူသွားပြန်သည်တိတ်လည်းမပူပါနဲ့သူစားရဲ့တားမောင်မောင်သဘောကလည်းရှိသေးတယ်ဒါမှသူတို့ဆန္ဒအတိုင်းစီစဉ်ပေးတာပေါ့ဟိုတလောကပဲတွေနိုင်ငံခြားတင်တာနည်းနည်းရှုံးနေပြောတယ်စီဆက်ကလည်းတိတ်မဟန်ဘူးစီးပွားရေးမကောင်းတော့လည်းခင်လက်စိန်နွမ်းရင်နွမ်းမှာပေါ့စီးပွားရေးကောင်းတာမကောင်းတာထက်နေရထိုင်ရတာများစိတ်ဆင်းရဲလားမသိတွေးလေးနေကြကဝင်ပြောလိုက်၏အဖိုးကြီးလည်းများသည်ဒေါ်နေကြကိုအထူးအဆန်းစိုက်ကြည့်ကြ၏လက်နဲ့အဖိုးကြီးမှလူအေးဖြစ်၍စကားကိုရုတ်တရက်အတိတ်ပဲနားမလဲပြီဒေါ်နေကြကရှင်းပြ၏ဟိုတစ်ပတ်ကိုတာတီစီဆက်မှာပဲလာသွင်းပြောသွားတယ်မောင်မောင်အလုပ်ခုတလောသိမ့်မဟန်ဘူးတဲ့ခင်လဲလဲကောင်းကောင်းမမာဘူးသူတို့အိမ်မှာလဲဟိုအမေရိကကမတ်ရွှေဘောတို့တအိမ်တောင်ကိုအောင်ဗလားလို့တအိမ်တောင်အတူနေကြတဲ့ရန်ကုန်ဆိုတာဈေးကကြီးတာကလားအဖွားကြီးတော်သူစားသည်တားနှင့်ချွေးမအကြောင်းကိုငိုင်းတွင်းနေ၏အေးဟုတ်ပါရဲ့မတ်ရွှေဘောကိုဖြင့်မြင်မှတ်မိပါအောင်မလားပဲရွှေဘောကန်းကော်ကုန်းကထွက်သွားတော့ပါးနဲ့ခင်လက်တောင်လက်မထက်ရသေးဘူးဘာပြောကိုရင်ရဲ့ကျမကတော့ရန်ကုန်သွားရမှာတဲကြောက်တယ်ကိုရင်ကသွားတင်ပါတယ်ကျမတို့သားဘယ်လိုနေလဲဆိုတာဒေါ်သူစားသည်တကယ်ပဲအိမ်ခင်သူညာသူကြီးမှုဝေးလံသောရန်ကုန်ကိုသွားဖို့အတော်ပင်တာဝန်ကြီးသူဖြစ်လေသည်တို့တော်ချွေးမလေးကိုချစ်စိတ်တားကိုပူပင်စိတ်ကမူအုံပုံးနှင့်တောင်းနှွေးဖြစ်နေတတ်လေသည်ဟိုကွယ်စီးပွားရေးဆိုတာအလှည့်မသိရင်ဒီလိုပဲပေါ့မနှစ်ကတို့ပဲတွေတောင်းပိုးတွယ်လိုက်တာကံကောင်းလို့မင်းသားကလှုပ်တက်ကိုင်းတတ်ပါခုမင်းတို့သားမိတွေကြတော့မှချစ်လိုက်ကြစမ်းခုမင်းတို့သားမိတွေ့ကြတော့မှချစ်လိုက်ကြစမ်းဦးလာဘော်ကအရှုံးဖောက်လိုက်၏ဒေါ်သူစားသည်မျက်စောင်းထိုးလိုက်ရင်ပြောတော့ကိုရင်ပြောတော့ကျမမှဒေသတယောက်ရဲ့သူရင်မလေးသူပုတ်ကပြောလိုက်၏ဒေါ်နေကြနှင့်ဒေါ်မေယာကမူသူတို့အိယာများကိုနောက်ဘက်ဆောင်သို့ပြောင်းနေကြသည်သူတို့အိတ်တော်နှစ်ယောက်အိတ်ကျွန်းသားကရင်ကြီးကိုအဝိရေစုကတိုက်နေကြ၏ဤကရင်တွင်သူတို့ချစ်တော်တူမောင်နှင့်ခင်လက်ကိုတိတ်ကြမည်မောင်မောင်သည်အမအကြီးဆုံးမှမွေတော်တူတဲ့သောသားဖြစ်သည်သူတို့ညီမနှစ်ယောက်ကလည်းအပြိုကြီးများဖြစ်၍မောင်မောင်ကိုငယ်စဉ်ကတည်းကလက်ပေါ်မှမချအောင်ဖူးမှုတ်လာကြသူများဖြစ်သည်မောင်မောင်လက်ထက်ပြီးရန်ကုန်သွားကတည်းကသူတို့နှစ်ယောက်သည်တူလေးကိုအတွေ့ရနေသွားရသည်ညီမနှစ်ယောက်သည်ပင်နီဖြင်ချမ်းကြီးများကိုဝတ်ကပဲကိုတောင်များစီဆက်များတွင်ခဲဝနှင့်အတူဒိုးတူပေါင်ဘက်ရှာခဲ့ဖွေခဲ့သူများဖြစ်၍စီးပွားလည်းမခွဲအိမ်အောင်လည်းမကွဲပေနေမျိုးမောင်မောင်ထံကစားလာလျင်သူတို့နှစ်ယောက်မှမျက်ရည်လေးဆန်းဆန်းနှင့်နားထောင်ကြ၏စာမလာတာကြလျင်ဥပုံနှင့်ဆွန်ပိုရင်ဦးအကထိုင်တွင်မောင်မောင်အတွက်ဘေးနေမေးကြပြန်သည်တစ်ခေါက်တလေလူကိုယ်တိုင်ပြန်လာ၍တွေ့ကြလျင်လဲအမလေးမောင်မောင်တာနေနိုင်လိုက်တာဟဲ့ကြည်စမ်းပိန်သွားလိုက်တာညီမနှစ်ယောက်တယောက်ကခေါင်းကိုင်တယောက်ကပခုံးဖန်နှင့်သားငယ်လေးကိုဝိုင်းယူရတလို့ယူရကြသည်အမလေးဒီမှာနေပြီးမင်းကြိုက်တာတွေဒါစားသွားမင်းကြိုက်တာတွေတဝါစားသွားဝါဖြိုးလာမှပြန်မကြီးရွက်တော့မပဲပြားကျော်ခန်းချင်သီးလေးနဲ့စီပြန်ချက်မယ်ဆက်သားအစိမ့်လဲနူးနေအောင်နှက်မယ်ဟင်းစီမံကြရသည်မှလည်းဖက်မောနေတော့သည်ရန်ကုန်တွင်နိုင်မိနစ်ပိုင်းနှင့်အမျှအလုံးလုံးရသည်ကိုသူတို့နားမလဲကြပေမောင်မောင်ကတရက်လောက်မျှသူတို့နှင့်နေ၍ချက်ချင်းပြန်လျင်မျက်ရည်ကဝမ်းကြရပြန်သည်ဒီပြိုကြီးနှစ်ယောက်ဟာလေဘာမှလိုက်မသိဘူးဟိုမှာခင်လက်ကြံခဲ့တယ်ဟာဦးလာဘော်ကအရှုံးဖောက်လိုက်မှသူတို့သည်မျက်ရည်လဲနှင့်ပြုံးကြရသည်မင်းတို့မပဲဟင်းကောင်းတယ်ဆိုခင်လက်ငပိကြောလောက်ငါသားကဘယ်ကြိုက်မလဲမဟုတ်ပါဘူးဖေယားသားကခင်ကိုချစ်တာတော့အမှန်ပဲဟင်းဆက်ကြတော့သူတို့အောက်ကဟင်းတွေကိုသားအခုထိရှာမတွေ့သေးပါဘူးမောင်မောင်ကယခုလိုပြောလိုက်လျင်တွေးလေးနှစ်ယောက်မှအလွန်သဘောကျသွားလေသည်ခင်လက်မှအညာသူဖြစ်တော့လဲ
အောက်တွင်အနေများ၍ဟင်းချက်ပုံဟန်များသည်အညာမဆန်တော့ပေထမင်းချက်များကိုယ်တိုင်ကလည်းအောက်သူအောက်သားများဖြစ်ကြ၍အောက်ပြီးဟင်းချက်ဟန်အတိုင်းသာချက်ကြတော့သည်ခင်ခင်လက်မောင်မောင်နှင့်ရစားကတွင်းလေးတို့စိတ်ထဲတွင်တမျိုးထင်ကြသည်ခင်သည်ငယ်စဉ်ကလေးကရန်ကုန်ကျောင်းနေသူဖြစ်သည်နေသောအိမ်ကလည်းမဟာတာကီနာမည်ကခက်ကြီးကြီးဖြစ်၍သူတို့တူမလောင်းသည်ဟန်ကြီးပန်ကြီးအောက်ချေလွတ်လွတ်ဟုထင်ထားကြသူများဖြစ်သည်လွန်ခဲ့သော2 နှစ်ခန့်ကတစ်ခေါက်ကန်းကော်ကုန်းကိုအပြန်မောင်မောင်နှင့်အတူသူတို့အိမ်တွင်9 ရက်ခန့်နားသွားစဉ်ကမှသူတို့သည်ခင်ခင်လက်ကိုဘယ်လိုပဲပုံဆိုတာနားလည်သွားကြသည်ခင်ခင်လက်သည်မောင်မောင်အပြင်မှပြန်လာလျင်ဖက်နှက်ကိုကိုယ်တိုင်စီးကြို၍တိမ်၏ရေမှုချိုးလျင်လည်းမျက်နှာတုပ်ပွားကိုကင်ကဆောင်၏ဖက်နှက်ကိုကိုယ်တိုင်တိုက်၏သူတို့အိတ်ခါနေတွင်လာရောက်၍တွေးလေးအနှင်းခံအောင်မလားဟုလာ၍မေးတတ်သည်မိဖို့ကြောင့်ကိုမနိုင်တော့လဲတတ်နိုင်သမျှစူးစမ်းကိုသည်ကိုပင်ဒေါ်ကြီးများသည်အတော်သဘောကျကြသည်စကားကိုတော့ခင်ခင်လက်သည်တူတူနှင့်ရှင်းရှင်းပြောတတ်သည်သို့တော်လေးတန်းမှအေးသည်ဖွားကြီး2 ယောက်ကိုကဝန်းဝန်းရှင်းရှင်းသမားများဖြစ်၍ခင်ခင်လက်ကိုသဘောကျသွားကြသည်တွေ့စားကတော့ခင်ခင်လက်မျက်နှာထားသည်အနှဲငယ်တင်း၍ဟန်ကြီးပုံရသောမျက်နှာထားမျိုးဖြစ်၏မောင်မောင်လက်မပါဘဲအရေးတကြီးကိစ္စရှိ၍ကန်းကော်ကုန်းသို့ပြန်ရစဉ်တနေ့ကလည်းသူတို့ညီအမမှာဖော်မနက်ကြီးများကိုစီးကချင်းချင်းအင်ဂျင်များနှင့်ဘူတာယုံတွင်ခင်ခင်လက်ကိုခဏသွားတွေ့ကြ၏တွေ့စဉ်ခဏတွင်ပင်ခင်ခင်လက်သည်ဘူတာယုံသဲပြင်ပေါ်တွင်ထိုင်ကသူတို့ကိုကြော့သွားလေသည်ဂါရဝတရားနှင့်နှိမ်ချခြင်းကိုလူကြီးများသည်ကြိုက်ကြစမြဲပင်ဖြစ်လေသည်ယခုလည်းသူတို့မှာမမောနိုင်မပန်းနိုင်ဗဇက်ကလည်းပြစ်တောက်နှင့်အစေခံများကိုခိုင်းကြရသည်နှင့်ခိုင်းကြရနှင့်မပြီးပြီမိုးဆောင်ရေးလက်သမားကိုဒီနေ့လည်းရောက်ခေါ်ရေရင်းနာကရေချိုးကန်းပြင်ကွာနေရတွေအားလုံးရိုက်ခိုင်းရန်ကုန်မှာဆိုသူတို့ရေချိုးကန်းလုံနဲ့ရေချိုးတာညရှိလာများပိတ်ထားသောခေါင်းရင်းဘက်ရှိပြတင်းပေါက်2 ပေါက်ကိုလည်းလေးနှစ်အလင်းရောင်ရောကောင်းကောင်းဝင်ရန်ခုမှပင်ဖွင့်ကြရတော့သည်သူတို့2 ယောက်အိတ်စင်ကဘေးပြတင်းသာဖွင့်အိတ်ကြသည်ဒေါ်သူစားသည်သူတို့လက်ထက်စင်ကမှန်တင်ခုံကိုလုံးပေါ်ကိုဒေါ်နေကြတို့အခန်းသို့လုံမတို့သားအမိအကူညင်းနှင့်ရွှေ့လာ၏ကဲလုံမကြီးခင်ခင်လေးနဲ့မရွှေဖော်တို့လည်းပါခြင်းပါမယ်ဆိုတော့အိမ်မော်တက်တစ်ထပ်လုံးရှင်းကြပြီတော့ဟိုစာရေးဆရာကြီးအတွက်တော့ဖျားခဲနဲ့ကဲ့ရဲ့အခန်းပေးလိုက်နော်အစီအစဉ်မသေးချာခင်ကပင်သူတို့မှဖက်ဖက်မော၍နေတော့သည်ဥဟုတ်ကား၏ညီဖြစ်သူရေးပိုင်မဲမှမူအင်အားလန်းတွင်နေသည်သူကတော့အစီအစဉ်ကိုကြနနစီစဉ်၍ဖြစ်သည်သူကိုယ်တိုင်ကဥဟုတ်ကာထံမှစာရရှိပြီးဖြစ်လေသည်ဥဟုတ်ကာသည်သူ့အိမ်မှာပင်3-4 ရက်တဲကုန်မည်အပန်းပြေချိန်ရလောက်တွင်နေမျိုးမောင်မောင်နှင့်ခင်ခင်လက်အိမ်တွင်တနေ့တညနေမည်နောက်ရက်များတွင်ရန်ကုန်တွင်တွေ့လိုသောမိတ်ဆွေများကိုတွေ့ဆုံပြီးသူ့ချက်မြုပ်စားသည့်ကန်းကော်ကုန်းသို့သွားမည်ဖြစ်သည်ကန်းကော်ကုန်းတွင်ရန်ကုန်ရှိမဟာတာကီအိမ်များဥအောင်ဗလာမှသည်ရန်ကုန်ရှိမဟာတာကီအိမ်ပွားဥအောင်ဗလာမှသည်ဘုအထိခေါ်သွားမည်ဟုဆိုသည်မောင်မောင်တွင်ကားရှိတော့လဲမောင်မောင်အိမ်သားများကဥအောင်ဗလာတို့လင်မယားပင်လျင်2 ယောက်မရွှေဖော်နှင့်သမီး2 ယောက်က3 ယောက်မောင်မောင်တို့2 ယောက်အပြင်ဘူးနှင့်ခင်ခင်လေးတို့ကရှိသေးသည်လက်တော်လက်တောင်းခိုင်းရန်စိန်မေကိုလည်းခေါ်သွားရမည်လင်းဖြစ်သူဒရိုင်ဘာထွန်းတာကိုခေါ်သွားတော့လဲစိန်မေကပါအောင်မှဖြစ်မည်အိမ်ဆောင်ဖြင့်မာလီလင်များကိုထားခဲ့ရမည်ဖြစ်သည်ထို့ကြောင့်မောင်မောင်တို့အိမ်အတွက်ပင်အပိုလင်ရိုဇာကား2 စီးကား2 စီးသူတို့အိမ်အတွက်ကလည်းဥဟုတ်ကာနှင့်သူစီးဖို့1 စီးသူဇနီးနှင့်ကလေးများအစေခံများစီးဖို့ကား1 စီးစီစဉ်ရမည်ဖြစ်သည်အိမ်မှာတော့အင်းအားကန်ဘက်ကိုမျက်နှာပြူထားသောအခန်းကိုဥဟုတ်ကာအတွက်ပြင်ဆင်ထား၏ဥဟုတ်ကာသည်နောက်တွင်နေများ၍မြန်မာပြည်အပူခံကိုခံနိုင်ပါမည်လောထို့ကြောင့်အခန်းကိုလေးဆက်တက်ပေးရမည်ဖြစ်သည်ယခုအချိန်သည်တပေါင်းလာဆန်းစပြုတော်မူဖြစ်ရာရန်ကုန်တွင်အပူဒီရီတက်ချိန်ဖြစ်၏ဆောင်းကစိုက်ထားသောပန်းပင်များမကြသေး၍ဥဟုတ်ကအခန်းမှကြည့်လျင်ခြံထဲသည်မြက်ခင်းစိမ့်စိမ့်နှင့်ပန်းရောင်စုံလေးများအနားသက်ထားသည်ကိုရှုစပွဲတွေ့ရသည်အဝေးတွင်မူညရောင်နှော့သောအင်းအားကန်ရည်ပြင်ပေါ်တွင်ရွက်ဖြူလေးများပေါ်လောမျောနေသည်ကိုလှပစွာမြင်ရမည်
လေးအေးဆက်မဖွင့်ဘူးပင်ထားအောင်လေးအေးဆက်မဖွင့်ဘူးပင်ထားအောင်တော့ကံရည်ပြင်ကိုဖြတ်တန်းလာတော့လေးအေးမှနေရာသည့်အပူကိုအပန်းပြေအောင်ပပြန်းပေးနိုင်စွမ်းအောင်လက်ဆက်အေးမြပေးသည်စာရေးဆရာတယောက်အတွက်အခန်းနေရာသည်ထိုမြကျင်းဦးွယ်ကောင်းလျင်တင့်တော်ပါပြီဟုဥတော်ကတွေးသည်ဥတော်က၏ဇနီးမြမြအေးကအခန်းနံရံနှင့်လိုက်ဖက်သောခန်းစည်းရောင်ကိုရွေးနေ၏အခန်းနံရံမှာမိခိုးရောင်အနုဖြစ်၍ပန်းရောင်နုဇာခန်းစည်းကိုရွေးချယ်သည်အဘဲကြောင့်ဆိုသောညနေနေဝင်ရိုး၏တိမ်သားမိခိုးရောင်တဲ့တွင်ပဇွန်စီသွေးနေကြီးများနှောနေသည်ကိုကြည့်ရသည်မှာမျက်စိပတာဒရှိလာသည်ဟုဆို၏ညမျက်စိနဲ့လှတဲ့ထင်တာသာလောက်ပါကွာကိုအကိုကတော့လူအေးကြီးဟိအမှန်တော့ဒေါ်မြမြအေးကိုဘယ်တော့မှဥတော်ကသည်လွန်ဆန်ရဲသူမဟုတ်ပေလွန်ခဲ့သော3 နှစ်ခန့်ကသူတို့အိမ်ပေါ်မှမရွှေဖော်တို့မိသားစုဆင်းရဲသွားကြတဲ့ကဒေါ်မြမြအေးသည်ဥတော်ကကိုအလွန်လိုက်၏မရွှေဖော်မှအမေရိကပြန်လာခြင်းသူတို့နှင့်အတူနေသည်နေ့ရှည်လာများခွဲခွာခဲ့သောနှမဖြစ်၍ဥတော်ကအကြောင်းမလှပေအမေရိကတွင်လက်ထပ်ခဲ့သောအမေရိကန်မှငွေကြေးချမ်းသာသူဘဏ်တထေးကြီးတဦး၏သားဘဏ်မန်နေဂျာမစ္စတာဝီလ်ဆင်ဆိုသူဖြစ်ခဲ့သည်ဘာအဆင်မပြေဖြစ်သည်မသိသမီးအငယ်အေမီ73နှစ်အရွယ်ရောက်မှပင်ကွဲကွာလာခဲ့ကြသည်မြန်မာပြည်သို့ပြန်လာချိန်တွင်အကြီးမရိုစီဝီလ်ဆင်က16နှစ်ရှိ၍နေပေပြီငွေလည်းများဆဆမပါလာခဲ့ကြပေမရွှေဖော့သည်ရှေးကမြန်မာပြည်တွင်ခေါ်ကြသည့်ဘိုးကတော်ဟန်မျိုးဖြစ်သည်အရန်အမောင်းသည်ဒေါ်မမလိုပင်ဖြစ်၍ပခုံးလဲကျဲသည်လေတံကမူဝါ၍အစ်တစ်ဖြစ်သောကြောင့်အနောက်မဆန်လာပေသို့သောကားသောတင်နှင့်မောက်၍ကျဲပြန်သောရင်မှလိုက်ဖက်လေသည်မျက်ခုံးမွေးကောင်းမျက်ခုံးချေနှင့်စကားပြောလျင်ခတ်ချွဲညက်တောင်ကိုဝင်း၍ပြောတတ်၏သူ့လိုတောင်တင်းဆိုပြေသောကိုဟန်မျိုးကိုအမေရိကန်တို့ကြိုက်လေသလားမသိပေစကားပြောလဲကောင်းပေသည်အသားကသာမန်မြန်မာဖြူသည်ထက်ပိုဖြူသောကြောင့်နောက်နိုင်ငံသားနှင့်လက်ဆက်မိလေသလားမသိသေး၍ခွာမြင်သောဖနက်ကိုမြန်မာပြည်တွင်လည်းသူစီဤခုံမြင့်ဖနက်မှာသူ့တပစုံများကိုယောက်ျားတို့စိတ်နှလုံးခြောက်ချအောင်ရမ်းခါစေသည်ဟုဒေါ်ရွှေဘော့ကဆို၏မြန်မာပြည်တွင်အသက်40နီးသူတို့ဤလိုပင်ခွာသေးမြင့်ကိုစီးစာပြုလာကြ၍ဒေါ်ရွှေဘော့ဟန်မှာထူးထူးခြားခြားမြန်မာမျက်လုံးတွင်မဖြစ်လာပေသို့သောပွဲနေပွဲထိုင်များတွင်ပါဆို၍နှခမ်းနီမှာရဲလွန်ခြင်းရင်ဘတ်တွင်ပင်ကိုရှိသည့်ထက်ခန့်ချွန်ရင်ဝတ်ကိုဝတ်သောကြောင့်မြန်မာဆန်သူများမျက်လုံးတွင်သူ့ပြင်ဆင်ပုံသည်သူ့အရွယ်နှင့်ဆိုလျင်ကြက်တည်မရှိရင်းကျက်တည်ငြိမ်ခြင်းမရှိဘဲကလတ်တက်ဖြစ်နေသည်ကိုဒေါ်ရွှေဖော့သတိမထားမိပေအမှန်တော့မတ်ရွှေဖော့လိုပင်ဒေါ်မြမြအေးကလည်းခုံမြင့်နှင့်နှခမ်းနီနှင့်ပင်ဤအပြင်စင်ကိစ္စများတွင်သမီးရောက်မှပွာလာပြီးတော့မဟုတ်သူသည်လည်းအရေးပိုင်မင်းကတော့တယောက်ပဲမဟုတ်တော့သို့သောလင်ဘက်ကအမျိုးဆိုသောအစွဲကဒေါ်မြမြအေးအဖို့ဒေါ်ရွှေဖော့နှင့်စိတ်ဝမ်းကွဲဖို့ဖြစ်လာပေသည်မိုးရာသည့်တစ်နေ့တွင်ဥအောင်မလာသည်ဥတော်ကားတို့အိမ်သို့လာလေ၏ဥအောင်မလာမှအကြီးဆုံးဖြစ်၍ညီနှင့်နှမထွေးတို့နေပုံထိုင်ပုံကိုလာကြည့်၏ဒေါ်ရွှေဖော့ကကောင်းမွန်စွာနေမကောင်း၍အိတ်ခမ်းအပြင်သို့ထွက်မလာပေဥအောင်မလာကလာ၍ကြည့်၏မတ်ရွှေဖော့မှအနှဲငယ်ပိန်သွားလေသည်မတ်ရွှေဖော့ဘာဖြစ်လဲအေးမိတယ်ကိုရဲ့နေအိတ်ခမ်းကလေးလဲတိတ်တယ်မိုးလဲယူပါလားမတ်ရွှေဖော့ကတဟင်းနေငိုပါတော့သည်ဘာဖြစ်လဲရွှေဖော့အေမီတို့ကသူတို့လည်းအဲ့ဒီခမ်းမှာအိတ်တာပဲမလားမတ်ရွှေဖော့ကတဟင်းနေငိုပါတော့သည်ဘာဖြစ်လဲရွှေဖော့အေမီတို့ကသူတို့လည်းဒီခမ်းထဲမှာအိတ်တာပဲမလားဟုတ်တယ်ကိုအောင်ရဲ့မတ်ရွှေဖော့ကအစင်းရှာရမှပြန်၍ပြောလိုက်သည်ဘာလို့ချင်လဲငါကလေးတွေခေါ်လိုက်ရမလားနေပါစေလိုချင်ပါဘူးမိုးပေမဲ့မိုးကဆက်ဆွေတော့ညကလေးအတွက်အနှီးမလောက်လို့
ရိုစီကအနှီးတွေကိုချက်ချင်းချအောင်မိဖို့တိုက်ရတယ်အေမီကကလေးပခက်လွှဲသိမ့်နေရပါတယ်အေးကွယ်ဒီလိုပါပဲပေါ့ဟော့သိပ်ဝမ်းနေတဲ့ကိုသူ့ချွေးကန်ကအစသမီးတွေလျှော်ရတယ်ရင်တိုင်းလဲကလေးပခက်လွှဲသိမ့်ရနဲ့စာမကြည့်ရလို့အကြီးမရိုစီစာမပဲကြတယ်ဟင့်ဖော့မလင်းကပြစ်သွားလို့ပြန်လာတာဒီကြတော့ဝိုင်းနှိမ့်ဆက်ကြတယ်တကယ်တော့လဲဤအခန့်မိုးရွနေသည်ကိုဘာဖြစ်ရမြန်ကိုတော့ကသည်ပြင်မပေးပါလေဦးအောင်မလားကလူအေးဖြစ်၏အခြေအနေကိုအသာလျှောက်ကြည့်သည်အေမီတို့ညီမနှစ်ယောက်သည်တယောက်ကအဝိရှော်တယောက်ကမိဖို့တိုက်သည်ဦးအောင်မလားသည်ပြန်ကန်နည်းတွင်ဦးတော်ကကိုနှုတ်ဆက်၏ငါပြန်အောင်မမောင်တော်ကဒါနဲ့နောက်အပတ်မောင်မောင်နဲ့တိုင်ပင်ပြီးရွှေဖောတို့သားအမိ3ယောက်ငါတစ်လှည့်ခေါ်သွားအောင်မယ်ဟုတ်ကဲ့ဦးတော်ကခက်လွယ်လွယ်ပင်ပြန်ဖြေလိုက်လေသည်အဲကြောင့်လျင်ဦးအောင်မလားသည်နေမျိုးမောင်ကိုအစင်သင့်ပင်တွေ့ရသည်ဤအိမ်တွင်ဦးအောင်မလားအကြီးဆုံးဖြစ်တော့လဲအိမ်ပိုင်ရှင်မှာမောင်ဖြစ်လေသည်မောင်ရေဦးကြီးရှေ့အပတ်ထဲရွှေဖောတို့သားအမိ3ယောက်ကိုဒီအိမ်ခေါ်ထားချင်ပါတယ်ကွယ်ဘိုးတို့မောင်နှမလည်းအပေါ်ရခင်လက်ကိုလည်းလူကြီးတယောက်အနေနဲ့စောင့်ရှောက်နိုင်တာပေါ့ကွယ်ဘယ်နဲ့သဘောရလဲနေမျိုးမောင်ကလူအေးတီဒီမဟာတာကီတို့အထဲတွင်ဘာမှဝင်ရောက်ပြောဆိုလို့တော့မဟုတ်ပေကန်းကော်ကုန်းဘက်တွင်ကွန်မြူနတီတောင်းကျမ်းသူများတက်ကြွကြတဲ့ကဦးအောင်ဗလားတို့သည်သူတို့ရာခင်းများကိုထားရကခင်လက်နှင့်လာနေကြ၏ဦးအောင်ဗလားဇနီးဒေါ်အေးပေါ်မှာကန်းကော်ကုန်းအပိုင်ချောင်းစုံရွာသူဖြစ်လေသည်ဦးကြီးတို့ဘောလေဒီတို့နှင့်မရွှေဖောတို့သားအမိတတိုက်ခင်လက်တို့အိမ်သို့ရောက်လာကြသည်ဒေါ်မြမြအေးကဤဝင်တော့ပေါ့သွားသည်ကိုစိတ်ထဲကအလွန်ကျဉ်တတ်သည်အဇက်ကမူခုမှမရွှေဖော့ဆွေမျိုးပေါ်မှန်းသိတယ်အမေရိကလာကစားကတော့ခေါ်မဲ့သူမရှိဘူးကျုပ်တို့ကတင်ကြွေးထားရတယ်ကိုတော်ကလည်းဇနီးပြောသည်ကိုကြည့်ရင်မင်းကလည်းကွာဟိုကခေါ်လို့သွားတာရေးပိုင်ကတော့ဆိုတော့ဟိုရေးပိုင်ကတော့ဆိုတာရေးပိုင်ကတော့နဲ့ပြအောင်စကားပြောစမ်းပါကိုစဉ်ကလေးကဒေါ်မမြအေးကလင်ကိုအလွန်ကျဉ်တတ်၏သို့တော်မိမိသည်ဒေါ်ရွှေဖောတို့အားလွမ်းနေကြောင်းကိုမူအသိမိတ်ဆွေများရှိတွင်ခဏပြောတတ်သည်ဦးအောင်ဗလားကဓာတ်စာနှင့်နေသူသည်ယခုတလောနေလို့ထိုင်လို့လဲပေါ်ပါ၏ညီမရောက်လာ၍စိတ်ထဲမှလည်းပျော်၏ငယ်စဉ်ကမောင်နှမတစုမဟာတာကီအင်ကြီးတွင်ပျော်ပျော်ပါပါတိုက်ဝန်းနေလာခဲ့သည်ကိုပြန်တွေး၍စိတ်ထဲမှဝမ်းသာဖြစ်နေလေသည်ကွယ်လွန်သူဖြစ်သောညီမဒေါ်မကိုလည်းအထူးသတိရ၏နနက်စာထမင်းစားချိန်ထမင်းစားပွဲတွင်မရွှေဖော့စားတော့ပုံကိုထိုင်ကြည့်၏ဇုံခရင်များနှင့်မရွှေဖော့ကကြာနာစား၏ရိုစီနှင့်အေမီကလည်းဇုံခရင်များကိုတွက်လက်ကျင်လဲစွာစားသုံးတတ်သူများဖြစ်၏အမေရိကတွင်မွေး၍အမေရိကန်တွင်ကြီးပြင်းလာသူများသည်မရွှေဖော့စားဟိဒီအိမ်မှာဘာမှအားနာစရာမရှိဘူးမောင်ကလည်းလူအေးစိန်မေဆိုလဲတအိမ်လုံးရဲ့အလုပ်ကိုတယောက်တည်းဒိုင်ခံလုပ်ပေးရှာတာအင်မတန်မှသဘောကောင်းရှာတယ်ကွယ်ဒါကြောင့်ခင်လက်ကစိန်မေကိုအခိုင်အစေလို့သဘောမထားဘူးသူ့ညီမခင်လေးလိုပဲဆက်ဆံတယ်ပေးကမ်းတယ်ဒီလိုမှဘောကိုရဲ့ဟိုအိမ်မှာဖြစ်ဖော့သိပ်စိတ်ကုန်တာပဲမြမြအေးဟာနာမည်ကမြမြအေးမှုလို့ပဲအစေခံကိုနှစ်ချိုးလဲအလွန်အပြောအဆိုတိတ်မာတာဟော့ကလေအစေခံတွေကိုအလိုက်အထိုက်ဆက်ဆံတယ်ပေးကမ်းစရာရှိလဲဖော့ကပဲပေးကမ်းရတယ်ဟိုအိမ်မှာအစေခံတွေကဖော့ကိုဖြင့်အလွန်ချစ်သူကဘလောက်စိတ်ယုံမှလဲဆိုဖော့တို့သားမိ3ယောက်ထမင်းစားမယ်ဆိုအစေခံကိုဟင်းနဲ့စားတွေခတ်ခိုင်းလိုက်ရောငံမှမစားနိုင်ပဲဟင်းပေါ်အောင်လို့တဲ့ကဲလေဒါတွေထမင်းချက်ကပြန်ပြောတော့ဖော့အားလုံးသိတာပေါ့မရွှေဖော့ကပြောရင်မျက်ရည်တွေဝဲလာ၏ဟိုအိမ်မှာနေရင်လူညွန့်တက်မှာမဟုတ်ပါဘူးရိုစီရိုဆိုတာအမေရိကမှာအင်ဂျီဟောင်းကိုလက်ဖြားနဲ့တုတ်ခဲ့တာမဟုတ်ဘူးသူ့အိမ်မှာသူ့ဘော်လီကအစကလေးအနှီးအထိလျှော်ခဲ့ရတယ်ကလေးလည်းအေမီကထိန်ရတာစာမကြည့်ရဘူးအိမ်ရတာလည်းကိုမြင်တဲ့အတိုင်းမိုးမလုံးလေးမလုံးအခန်းမှာဖော်လေးတိတ်ဝမ်းနေတာပဲမရွှေဖော့မျက်လုံးမှာမျက်ရည်များချိကြလာ၏အေမီနဲ့ရိုစီကမိခင်ငိုတီကိုကြည့်၍စိတ်မကောင်းကြပြီတဝိုင်းနဲ့ထမင်းအဖြူစားနေတော့ခင်လေးဘူးနှင့်ဒေါ်အေးပုံတို့ကလည်းစိတ်မချမ်းသာသောမျက်နှာနှင့်
ဒေါ်ရွှေဖော့ကိုဝိုင်းကြည့်နေကြ၏ခင်လက်ကမူမောင်မောင်ပြန်လာမှအတူစားရန်မောင်မောင်ကိုစောင့်နေလေသည်သို့သောထမင်းစပွဲပေးတွင်စိန်မင်းနှင့်အတူရက်၍ဒေါ်ရွှေဖော့စကားပြောပုံကိုလေးဆိုင်နားထောင်မိကြသည်ဖော့ကအပေါင်းအသင်းဆက်ဆံရေးမှလည်းဖြစ်တယ်မိတ်ဆွေလည်းများတယ်မလားအမေရိကမိတ်ဆွေတွေဆိုလဲတန်ရုံအတိုင်းအဝိုင်းမှာမနေဘူးအဲ့ဒါတွေကဝင်ထွက်သွားလာဆက်ဆံတာကိုလဲဖော့ကမိမရွှင်လူတိုင်းလက်ခံတယ်အပေါင်းများတယ်လို့ပြောတယ်ကိုရဲ့ယခုအခါတွင်မူဒေါ်ရွှေဖော့သည်စိတ်မထိန်နိုင်ပဲတရှော့ငိုချလိုက်သည်မှာမျက်ရည်များနှာရည်များကျလာသည်အေမီသည်အငယ်ပင်ဖြစ်တော်လဲမိခင်ကိုဂရုစိုက်သည်ဖြစ်၍တရေတော့ရန်လက်ကင်ပေါ်ကယူပေးလိုက်သည်အမလီခုမှပဲငရဲကလွတ်တော်တယ်မောင်မင်းကြီးသားကိုရွှေမောင်ကိုစိတ်နှဖျားချမ်းသာပါစေသူကြွေးပေးမွေးပေးလို့ဆွေစုမျိုးစုဒီလိုနေတာရခင်ကထမင်းစပွဲသည်ယခုဤကဲ့သို့ရခင်ကထမင်းစားပွဲသည်ဤကဲ့သို့မစီကားလာပြီလူကြီးများလည်းသူ့ဟာသူစားကြ၏လူငယ်များကလည်းကိုထမင်းကိုပြအောင်စားကလှုပ်ရှားရှိသည်များကိုလုပ်ကြရသည်မဟာတာကီအိမ်တွင်နေကြတဲ့ကဒေါမမစီကံမှာညနေ9 နာရီတွင်ကလေးများညစာထမင်းအပြီးစားကြရ၏ထမင်းစားပြီးစော့ကျင်စော့လှုပ်ချင်တာလောက်က9 နာရီတွင်စားကြည့်စပွဲသို့ဝင်ကြရသည်အတန်းကြီးသူတို့ကကိုယ်စာအလျောက်ဆက်ကြည့်ကြလောက်ကြည့်ကငယ်သူတို့က9 နာရီနှင့်10 နာရီကြားတွင်အိပ်ကြရသည်ဒေါ်ရွှေဖော့တို့ရောက်လာမှမဟာတာကီအိမ်တစ်တွင်ညနေစာထမင်းစားပြီးချိန်သည်ညနေလာသည်တနေ့ညစာစားဝိုင်းတွင်မောင်မောင်အမေပေးလိုက်သောလက်ပံကောင်းကြောင့်ကိုချင်းရင်ချက်၏အေးကွယ်ဒီတစ်ခါစိန်မေချက်တာလက်ပံကောင်းကြောင့်ချင်းရဟာအညာလက်ရအတိုင်းပဲဟိဥတုဘောဓနာကျမ်းအလိုရစားလေစားထရှိသောဦးအောင်မလားသည်လက်ပံပွင့်ကြွခြင်းလက်ပံပွင့်ချင်းရည်ကိုမြည်ရင်မြည်ရင်ရှက်ရည်ပြော၏မမောင်ကလည်းသူ့အညာဟင်းမှုပိုကြိုက်သွား၏ဒေါ်ရွှေဖော့သည်ဟန်ပပနှင့်ဇွန်းခရင်ကိုအသာချလိုက်၏ဒီလိုဆိုတော့ကိုကြီးတွေးတော်ကြီးဒေါ်ဘုတ်ကိုသတိမရဘူးလားကလေးများသည်သူတို့ကောင်းကောင်းမကြားဘူးသောနာမည်ကြောင့်ဒေါ်ရွှေဖော့မျက်နှာကိုစိုက်ကြည့်ကြ၏ခင်လက်ကတော့တွေးတော်ကြီးဒေါ်ဘုတ်ကိုသိလေသည်နေမျိုးမောင်ကလည်းကြားဘူးယုံတော့ရှိသည်သူစကားပြောသည်ကိုထမင်းစပွဲရှိလူတိုင်းလူကစိုက်ကြည့်လိုက်တော့အခါဒေါ်ရွှေဖော့ကအလွန်ကျဉ်းသွား၏ဘဲကြောင့်ဆိုတော့ဒေါ်မြမြ၏အိမ်တွင်သူစကားပြောသည်ကိုအရေးပေး၍နားထောင်မိသူမရှိခြင်းကြောင့်ဖြစ်၏အေးကွတို့လည်းအညာနဲ့ပြတ်နေတော့တယ်သူလည်းသားတွေဆုံးလင်းဆုံးနဲ့တယောက်တည်းပဲအေးသူ့ရခင်းတွေနဲ့တသက်မဆင်းရဲပါဘူးဟိုးကိုတို့ကလည်းဆက်ဆက်ရေးကလိုသေးတာကိုဆွေမျိုးဆိုတာမပြတ်အဆက်အဆန်ရှိရတယ်ဟော့စီတောင်ဟိုတွေကတနခါ9 ခုဇီးဒီတပီပဲတပီပေးလိုက်သေးတယ်ဒါနဲ့ပဲဖော့ကလည်းဘဝတစ်ပိုင်းကတော့လိုက်ရသေးတယ်ဖော့ကဒီလိုဆက်ဆက်ရေးပြတော့ဖော့ကိုသူတို့လည်းချစ်ကြတာပေါ့တော့အေးပုံဒီပြိတ္တအားလုံးဖွင့်ဖောက်၍ကြားလာအောင်ဟူသောအန်ဩတန်ကြီးကိုလုံးလိုက်၏မောင်ကတော့ဘယ်သိမလဲခင်လက်ကတော့ငငယ်တုန်းကခဏမြင်မှုပါတယ်တွေးတော်ကြီးတော်ဘုတ်ကအမြင့်မျိုးစားမင်းရဲ့မေးတော်ပေါ့လက်ထောက်တော်ကြီးကဆိုရင်မျိုးစားမင်းကိုတော်ကြီးဖျားကိုတော်တိုင်ကရှေ့တော်ကိုဝင်ထွက်ခန်းစားစေတာလားမျိုးစားကတော်တွေတွေးတော်ကြီးတော်ဘုတ်ရဲ့အဖွားပေါ့မျိုးစားကတော်ကတွေးတော်ကြီးတော်ဘုတ်ရဲ့အဖွားပေါ့ဖော်တော်နဲ့ဆိုဘလို့တော်မလဲကိုငါတော့မဆက်တတ်တော့ဘူးတွေးတော်ကြီးတော်ဘုတ်သားတို့ရဲ့တွေးတော်ကြီးတော်ဘုတ်သားတို့ရဲ့တွေးတော်ကြီးတော်တယ်လို့ပဲသတိရတော့တယ်တမင်ပွဲရှိပြိတ္တသည်လက်ပံပွင့်ချင်းရင်နှင့်မျိုးစားမင်းတို့တော်ကြီးဖျားတို့ဘလို့ဆက်ဆက်မိကိုငေး၍စိတ်ဝင်စားစွာနားထောင်နေကြ၏ဤခါကြမှပင်ဒေါ်ရွှေဖော့သည်အတက်ကပါဇက်ကလေးကိုခပ်ပိတ်လုပ်၍ဟန်ပနှင့်5 စက္ကန့်လောက်နေလိုက်၏ပြီးမှဇွန်းကိုကောက်ကင်လိုက်ကဆက်ပြောပြန်သည်တွေးတော်ကြီးရဲ့အဖွာမျိုးစားမင်းကတော့မမရွှေမောင်ကဆိုရင်လေလက်ထောက်တော်ကြီးကနမ်းမတော်ဖျားထံဝင်ထွက်ခါစားရတာကလားနမ်းမတော်ဖျားကလည်းချစ်စနိုးနဲ့မှုန်ကြီးလို့ခေါ်တော်မူတယ်
နမ်းမတော်ထိတ်ဆုမြတ်ဖျားမိဖျားကောင်ကြီးဟာတခါတလေနားဖျားမကြမ်းရှိလို့နလန်ထတဲ့အခါကတွင်းများပြည့်ရင်ဟဲ့မုံကြီးကိုရှေ့တော်သွင်းစေဆိုပြီးစားတော်အုပ်ဆက်ခိုင်းတာပဲလက်သုံးတော်စားတော်ကဲများကိုတောင်မခိုင်းဘူးအဲ့ဒီအခါများဖွားဖွားကြီးကထွေထူးမဟုတ်ပါဘူးအဲ့ဒီလက်ပံပွင့်ကောင်းချင်ရင်ယုံသားထောင်းကျော်နဲ့များစားတော်အုပ်ဆက်ရင်မိဖုရားကောင်ကြီးဟာဂရဲများတွေ့တော်မူလို့ချီးမွမ်းလို့မဆုံးဘူးဝေလဲတော်ကြာရချိတ်တို့ခါသာအုပ်တို့ကိုဆုလက်တော်များအဖြစ်ဖွားဖွားကြီးကိုတနာတော်မူတာအဲ့ဒါတောင်သုံးတဲ့လက်ပွင့်အဲ့ဒါတော်သုံးတဲ့ကိုလက်ပံပွင့်ချင်ပေါ့ထမင်းစပွဲတစ်ခုလုံးတပြိုင်နက်လိုယခုမှအင်းချကြသည်မောင်မောင်နဲ့ခင်လက်မှာတယောက်မျက်နှာတယောက်ကြည့်မိကြသည်ဘုဒ္ဓီသူစကားဆုံးလျင်ထမင်းစပွဲမှာကမန်းကနန်းထသွားသည်မိဖို့အပြင်ရအောင်ထွက်သွား၏စိတ်မေသည်ဘုဘာလိုချင်မှန်းမသိ၍နောက်ကလိုက်လာသည်မိဖို့အပြင်ရောက်လျင်ဦးနှိပ်၍ဟဲ့ပက်ရန်နေသောဘုကိုထူဆန်းတွေ့ရ၏ဘာဖြစ်တာလဲဘုစိတ်မေသည်တန်တော်မေ၏အမလီငါရေချင်းလိုက်တာစိတ်မေရမရေချင်းဘူးလားဘာလို့ရေရမှာလဲဘုရမေသေးပြီးဘူးတို့မမလက်ပေါ်မှာကြည်ရတာအခုအသက်18နှစ်ရှိပြီတခါမှတွေးလေးဖို့ပြောတဲ့ဟာမျိုးတွေမကြားဘူးပါဘူးဟာမမလက်ကငဲတော့ဘဲသိမလဲမဟုတ်ပါဘူးပြောဟန်ကူကတိတ်ရဲချင်တာပဲတော်သုံးတဲ့လက်ပံပွင့်ချင်းရေဟာဘုမအငယ်ဆုံးလည်းဖြစ်ယောက်ျားလေးလည်းဖြစ်၏ယခုခေတ်20ရာစုနှစ်တွင်ကြီးလာသူကလည်းဖြစ်ပြန်တော့သူကြားနေသောအသုံးအနှုန်းများကိုသူကြားနေမကြသောအသုံးအနှုန်းများကိုအထူးအဆန်းဖြစ်ကတော်လဲတော်ကျင်သောအလေးရှိ၍ဟဲ့ပက်ရဲတော့သည်ဟဲ့နင့်ရဲ့တန်ကြီးကထမင်းစားကန်းကမကြားရဘူးအောင်မေလို့လားခင်လေးထွက်လာရင်နင့်ကောင်းခေါက်လိုက်မယ်နော်ထိုညင်းကထမင်းစပွဲမှာ8နာရီလောက်မှတင်ရ၏စိတ်မေသည်စေကြောသိမ့်စီနေရ၍ညင်9နာရီမှပင်ပြီးကသူ့အစီကံတန်းလျာသို့ပြန်ရသည်အစီကံတန်းလျာသို့ရောက်တော့နေ့လယ်ကဖွက်ထားသောအင်ဂျင်များကိုမိဖို့တိုက်ရသည်မှာည7နာရီထိုးတော့သည်ခင်လေးသည်အိတ်ခါနေတွင်အပေါ်ထက်ဖျားကန်အနာရှိဥအောင်ဗလားတို့အခန်းသို့ဝင်သွား၏ဥအောင်ဗလားကအိယာပေါ်လှဲနေသည်ဦးကြီးတွေးလေးဖို့ပြောတာတွေကတကယ်လားဟဲ့ခင်လေးကဆက်ဆုချင်၏တည်ပါဘူးဟာငါတော့မတ်ရွှေခင်ငါမမွေးခင်ကအကြောင်းတွေကိုတွေးတော်ကြီးတို့စီမှာမေးမကြည့်ပါဘူးဟုတ်ချင်လားဟုတ်မှာပေါ့ဤခင်လေးရဲ့ဒါပေသူကျုပ်တော့ငငယ်တုန်းကရွှေတီးဆောင်ရတာတွေတခန့်တနာဒါလောက်ပြောတာတော့နားချမြင်ကတ်တော့ဒီလိုလက်ပံပွင့်ချင်းမျိုးကိုတွေးတော်ကြီးတော်ပုတ်တို့ချက်တတ်တယ်ဘလောက်တောက်ကောင်းဆိုပြီးရောပေါ့တော်အေးပုံကနမ်းမဆန်တော်သူပြီးနှုတ်ခမ်းတလန်ပန်းတလန်ပြောလိုက်၏ခင်လေးကရေတော့သည်ကဲရှင်အေးပုံကျွန်တော်ခမည်းကိုဗာပြောထားတယ်ဒီအိမ်မှာဘာပဲတွေ့ရောနီတော်မနတိကာယနဲ့အသင့်နှလုံးသွင်းစေလို့ပြောထားတယ်မလားဟမ်ဒါနဲ့အုံးရှိဖြော်ရည်ကိုညအိမ်ခံပြီးတောက်အိမ်ရမှာရှင်အေးပုံအောက်မှာစိတ်မေစီသွားတောင်းစမ်းတွေးလေးပုံမသွားနဲ့ခင်လေးပဲပြောပြီးပို့ခံလိုက်မယ်ခင်လေးဒီအောက်သို့ဆင်းသွားတော့ဤဂီရုတ်ထမောကဘာပေါ်တွင်အထင်ရှားရှိသည်မြတောင်တကားထုံမူတောင်ထူးတောင်မြတ်ကြီးတစ်ဖွဲ့ဖြစ်တော်မူပေထသောစက္ကရန်တိဏိကံနဲ့မေရုရာဇာရွှေငွေမြဖန်တော်အေးဘုံကြီးရောင်ကြီးတော်6ပါးဖျားပင့်တန်သည်အပေါ်ထက်ဖျားကမ်းမှအကျယ်ကြီးလွင့်ပြန်၍ပေါ်ထွက်လာပြန်ပါသည်ဒေါ်ရွှေဖော့သမီးများမှာအမေရိကန်ဆက်ဖြစ်သည့်အပြင်ဒေါ်ရွှေဖော့ကိုယ်တိုင်ကလုံးကြီးပေါင်းလှဖြစ်၍ကပြားချောလှကြသည်ရိုစီသည်အကြီးဖြစ်၍အေမီကအငယ်ဖြစ်သည်ရိုစီသည်အနှဲငယ်ဝါသောကြောင့်ဒေါ်ရွှေဖော့လှနီမျိုးလှကအေမီကမူတွယ်မြင့်ကြီးနှင့်အနောက်တိုင်းသူလှမျိုးဖြစ်လေသည်အားလက်ချိန်များတွင်ရခင်ကခင်လေးနှင့်တင်းနှင့်အတူအိမ်တွင်ရိုက်ကြသည်တက်သူရေကူးအသင်းသို့မတူသွားကြသည်ယခုတလုံးမှမူအမေရိကန်မိတ်ဆွေတချို့နှင့်အဆက်အသွယ်ပြတ်မည်ဆို၍
ဒေါ်ရွှေဖော့ညွှန်ကြားချက်အရနောက်ဆောင်ဥပေါက်တွင်ဒေါ်ရွှေဖော့ညွှန်ကြားချက်အရနောက်ဆောင်ဥပေါက်တွင်ရိုစီနှင့်အေမီသည်မစ္စတာမက်နော်နယ်တို့အိမ်သို့တွားရောက်၍ညနေတိုင်းတင်းနစ်ရိုက်ကြရမည်ဖြစ်လေသည်ညနေဆောင်တွင်မဟာတာကီအိမ်သစ်သည်အေးချမ်း၍လှပ၏ခင်ခင်လက်သည်သူတယောက်တည်းလိုပင်ပန်းကလေးများနှင့်အားလက်ချင်းကိုဖြုံးတီးတတ်သူဖြစ်လေသည်ဦးအောင်မလာကစာအုပ်နှင့်အချိန်ကုန်၍ဒေါ်အေးပုံကရှိသမျှမှတ်စုများရှိသမျှအစုံများကိုဆက်နှင့်မချုပ်လက်နှင့်ချုပ်သူသည်ညနေဆောင်မှာပင်ခြံတွင်းမှဆင်း၍အညောင်းပြေလျှောက်ကြ၏ဆောင်းပေါက်သို့ရောက်လျင်ခင်ခင်လက်နှင့်မာလီတို့မိုးနှောင်းကပြိုထားသောပန်းများခြံထဲတွင်ပွင့်ကြပြီဖြစ်၍ပန်းကြံလေးသည်အတော်ပင်လှလေသည်ဟေးမြေဆွေးဆိုတာဒီလိုမထည့်ရဘူးဟောဒီလိုထည့်ရတယ်ကိုအောင်ရဲ့ဟောဒီလိုထည့်ရတယ်ကိုအောင်ရဲ့ကြည့်ပါအောင်မြေဆွေးထည့်ပုံကရေလောင်းရင်အကုန်ရောပေါ့အတော်ပင်ကျဲသောဒေါ်ရွှေဖော့အတန်သည်တစ်ချံလုံးပင်လွှဲမတက်အတန်ထွက်လာ၍နောက်ဖေးဘက်ဂေါ်ဘီအခင်းများအနည်းရှိခင်ခင်လက်ပင်အိမ်ရှိစီသို့မျှော်ကြည့်မိ၏မာလီမှာသူတို့သခင်မထမ်းမှမကြဘူးသောလေတံမျိုးဖြစ်၍တန်တော်ငေးဆိုင်နားထောင်နေ၏ပေါင်းတင်တာလဲဒီလိုမတင်ရဘူးဟောဒီလိုနှုတ်ရတယ်အမလီလောက်ကြပါအောင်ကျွတ်နာလိုက်တာခင်ခင်လက်သည်အတန်လာရာသို့ပြေးသွား၏မြတ်တဖုံမှာစင်ကိုမြက်ဖြစ်ဟန်တူသည်ဒေါ်ရွှေဖော့ကတအားနှုတ်လိုက်ရာမျက်မပါပဲလူဖင်ထိုင်ရဲ့လဲကျသွား၏လက်မှာမြက်သွားဟန်တူသည်ဦးကြီးအောင်မလားကလက်ကိုအသားအရနှိပ်ပေးနေသည်ကိုအောင်ရဲ့ခင်ခင်လက်ဟာဒီလိုပဲခြံကိုပစ်ထားတာပဲလားမာလီဟာဘာမှမလုပ်တတ်ဘူးဟောတို့အမေရိကကပန်းကြံကလေး2 ဧကလောက်ကျဲတဲ့ပိုးစာကင်းကနောက်ဖေးဘက်မှာပန်းအလှကလေးတွေကအိမ်ရှိမှဆက်ရတယ်ဒါလင်ကမာလီ2 ယောက်တောင်ပေးထားတော့ဟောကတစ်ပင်ဆိုင်နီးပြိုနီးဟောအားလုံးတက်တာပေါ့ဟောအားလုံးနားလဲတယ်အေးကွယ်ဒီမှာသူ့နီးနဲ့သူပေါ့ဘလို့ပဲဆိုင်ပန်းတွေပို့ဖို့အရေးကြီးတာပဲလာဟိုကလမဲပန်းယုံနာသွားထိုင်ရအောင်ပန်းချင်မောင်ဟိုဘက်နာပွင့်နေတာတိတ်လာတာပဲဦးအောင်မလာကညီမဖြစ်သူလက်ကိုကိုင်းကချော့ခေါ်သွား၏မာလီသည်သူ့ကိုဘာမှမတက်ဘူးဟုပြောသွားတော့သည်မာလီသည်သူ့ကိုဘာမှမတက်ဘူးပြောသွားတော့လဲနည်းနည်းခံရခံဟန်နှင့်ဒေါ်ရွှေဖော့ကိုစိုက်ကြည့်နေသည်စင်စစ်မာလီမောင်ဖြိုးမှထိုအိမ်သို့ခင်ခင်လက်ပြောင်းလာကြတဲ့ကပါလာသူနှစ်ကြာလူဟောင်းတစ်ယောက်ဖြစ်လေသည်သူ့သခင်မသည်သူ့အလုံးလုံးသည်ကိုမကျေနပ်သောအခါရှိ၏ခင်ခင်လက်သည်စိတ်လဲဆိုတတ်၏သို့တော့ရှင်ဘာမှမလုပ်တတ်ဘူးဟူ၍တော့ဘယ်တော့မှတိုက်ရိုက်မဆိုပေဟောမင်းတို့ဘယ်ကလာကြတာလဲကလေးမလေး2 ယောက်မှခြံဝန်းထဲသို့ဝင်လာကြ၏ဒေါ်ရွှေဖော့ကစီး၍နှုတ်ဆက်လိုက်သည်ကလေးမလေး2 ယောက်သည်တင်းနစ်ရရန်ခင်ခင်လေးစီလာကြသူများဖြစ်၏မောင်ဖြိုးမှသူ့စီမှစကားပြောင်းသွားပြီဖြစ်၍စိတ်အေးလက်အေးမြင်များကိုဆက်၍ပေါင်းတင်တော့သည်စိတ်မေးလိမ္မော်ရီ2 ခွက်ယူခဲ့ဟဲ့မောင်ဖြိုးရေစိတ်မေးကိုပြောလိုက်ပါဒေါ်ရွှေဖော့အတန်ကြောင့်မောင်ဖြိုးကအိမ်နောက်ဖေးသို့ပြေးသွားရ၏ကလေးမလေး2 ယောက်မှဒေါ်ရွှေဖော့ရှိခုံတန်းလေးပေါ်တွင်ဝင်ထိုင်လိုက်၏အေးကွယ်ထိုင်ကြအောင်မင်းနိုင်မီကဘသူတဲ့တော့စေးကောလိတ်ကပဲလားဟုတ်ပါတယ်ပမောင်းနုပါတယောက်ကရောကျမကအေးပါနာမည်လေးတွေကလှလိုက်တာကွယ်ဒီနေ့ကျောင်းကတော့ခင်ခင်လေးလဲအင်မီတို့နဲ့အတူဈေးလိုက်သွားတယ်အိမ်ပြန်ချိန်နောက်ကျလိုက်တာခုပဲရောက်မှာပါပဲလိမ္မော်ရီတောင်းရင်ဆောင်ကြပေါ့ဒီလိုကွမစ္စတာစတီဖင်တို့ရှေ့ဘက်ထဲမှာနယူးယောက်ကိုပြန်သွားမယ်သူတို့နဲ့အတူမြန်မာဖြစ်ချိတ်ထမီနဲ့ပသိမ်ထီကိုလက်ဆောင်ဝယ်ပြီးလိုက်ချင်လို့ဒီလက်ဆောင်တွေကမစ္စစတီဖင်တို့လည်းပါတယ်ပြီးတော့အန်တီဖော့ရဲ့သမီးအကြီးရိုစီနဲ့ဆိတ်ဆက်ထားတဲ့သောမတ်ကင်ဟောရဲ့အဖွားကိုလည်းလက်ဆောင်ပေးကြလို့တငယ်မလေး2 ယောက်ဒီကောင်းတငိမ့်နဲ့နားထောင်နေကြ၏ဦးအောင်မလားကတော့ညီမလုပ်သူစကားပြောနေဟန်ကိုစိုးရိမ်မကင်းဖြစ်လာသလိုကြည့်နေမိ၏သောမတ်ရဲ့အဖွားဖွားမေရီကအရှိတိုင်းကပစ္စည်းတွေဆိုသူကိုယ်တိုင်လဲဝယ်တယ်မြူဆီယံလေးလို
အိမ်မှာလည်းစူဆောင်းထားတယ်ဟိုမိုးကုတ်ကကြောက်စိမ်းဗရက်များညောင်ဦးကရွန်းတယ်ရှမ်းလွယ်အိတ်ကချင်းအင်းကြီးဘိတ်ကပလဲဂျပန်ကပလဲတရုတ်ပြည်ကကြောက်စိမ်းနဲ့လှုပ်တဲ့မိုးမခပင်အိန္ဒိယကစံတကူးနဲ့လှုပ်တဲ့စင်ဆွဲရုပ်လေးတွေထိုင်းကငွေတယ်တွေဆိုတာလည်းမပြောနဲ့တော့ဒီလင်္ကာကစင်ဆွဲနဲ့ထူထားတဲ့လက်ဖက်ပင်လေးဟာကြွရွနေတာပဲသူ့ကိုမှဆိုတာလဲဒီနေ့ပါတီကိုမြန်မာဟန်နဲ့တက်မယ်ဆိုမြန်မာဗရက်များတစင်စားမြန်မာချိတ်ထမီနဲ့အကြဝတ်တာပဲဂျပန်ဟန်နဲ့နောက်နေ့တက်မယ်ဆိုလဲဂျပန်ပလဲတစင်စားဂျပန်မတော့ဝတ်ပြီးသွားတာပဲသူ့မှဆိုတာလေလက်ဝတ်လက်စားကြီးတစင်စားလှုပ်ထားတာမနေဘူးဗရက်များနီလာအိန္ဒနီလာကြောက်စိန်ပလဲစိန်တောင်မှတစုံစိန်တောင်မှတစုံကရွှေနဲ့ကွင်ထားတာတစုံကပလက်တီနမ်နဲ့လှုပ်ထားတာကလေးမလေးများသည်နားထောင်ရင်အာကောင်6လာ၍လိမ္မော်ရီကိုတောက်ကြ၏ဥအောင်ဗလားကလည်းသူ့ညီမစကားစင်ကိုခဏလေးရနာစေခြင်းသည်ဘဲကြောင့်ဆိုတော့ဤတငယ်မလေးနှစ်ယောက်မှာဖွားဖွားမေရီဆိုသူကိုတခါမှလည်းမသိဘူးဘာမဲညာမဲမသိဒီလောက်စိမ့်လူများကိုဒီလောက်မပြောပြတဲ့သေးဟုထင်ဒေါ်ရွှေဖော့ကမျက်ခုံးကိုချီကလက်ညှိုးထောင်၍အတန်ကိုတိုးတလှဲ့မြင့်တလှဲ့ပြောနေသည်မှာတစ်ချမ်းလုံးလိုကြားနေရ၏ကားဆိုတာကလည်းဖွားဖွားမေကြီးကသူဝတ်မဲ့အဝတ်နဲ့အယောင်သူကားရောင်ကိုမှစီးတာဖွားဖွားရုပ်ဟာတိတ်ကြက်သေးရှိတာပဲအန်တီဖော်ရိုစီတို့ဆိုတာလဲတိတ်ချစ်တာရိုစီရဲ့သူ့မြေသောမတ်စ်နဲ့စေစပ်ထားတာသောမတ်စ်နဲ့လက်ထပ်ပြီးရင်ရိုစီကိုစိန်တစင်စာနီလာတစင်စာကားကတစည်းနယူးဟေမင်မှာအိမ်တလုံးလဲလက်ဖွဲ့မဲတဲ့ဒီမြန်မာပြည်ပြန်လာတော့မဲလို့နှုတ်ဆက်တော့ဖွားဖွားမေရီကမျက်ရည်ကျသေးတယ်ဖွားဖွားမေရီတို့ကဆိုရင်နယူးဟေမင်ဇာတိပေါ့ဟိုကမီလီယနာတထေးကြီးဘလင်းလေကင်ဟော့ဆိုတာကြားဘူးမှာပေါ့အဲ့ဒါရဲ့သမီးအမွေကအဲ့ဒါရဲ့သမီးအမွေကလည်းဆက်ခံထားရတော့ချမ်းသာလိုက်ကြတာဆိုတာမပြောပါနဲ့သောမတ်ကအဲ့ဒီမှာဖွားဖွားမေရီဆုံးရင်အမွေဆက်ခံရမှာသူ့မှာညီမလေးတွေတော့ရှိတယ်ဒါပေမဲ့သူတို့ကဝီလ်တည်တန်းစာရေးဝင်ရှိတယ်မလားကွဒီတော့သောမတ်တယောက်တည်းရေးခဲ့ရင်သောမတ်အားလုံးရမှာဖွားဖွားမေကရိုစီကိုချစ်လွန်းလို့သောမတ်ကိုပြောထားတယ်ရိုစီကိုသာလက်ထပ်ရင်အမွေအားလုံးရမယ်ပေါ့သောမတ်ကလေတကယ်မေတ္တာဆင်းတဲ့ရိုစီကိုချစ်တာပဲကွယ်တငယ်လေးကရိုးလဲရိုးတယ်နယူးဟေမင်မှာဟေ့မိတောင်းတို့ဘယ်တော့မှရောက်နေလဲခင်လေးမှရှံဝါကပင်ကုန်းပေါ်လိုက်ကပြေးဝင်လာ၏ဖျားခင်လေးလာပြီလို့တောင်းတို့နဲ့အေးတို့မှခင်လေးကိုလုံးမင်းကျေးဇူးတင်သွားကြသည်ခင်လေးသာအချိန်မီရောက်မလာပါကဒေါ်ရွှေဖော့ဤဖွားဖွားမေဤအကြောင်းကိုမိမိတို့ကာလမီမြကြာနားထောင်ရမည်မသိပေသူတို့သည်အိမ်နေမှမဆောင်နိုင်အမှန်ကလည်းခင်လေးပြေးလာရသူထပြေးလာကြ၏ယူရိုရောက်နေတာကြာလာပြီလားယင်ခင်လေးကသူတို့လက်များကိုဆွဲ၍ဖမ်းယူလိုက်၏လာကွယ်အိမ်ထဲကိုမြန်ဝင်ရအောင်တောင်းတို့သည်အိမ်ထဲသို့အတင်းပင်ဝင်၏အပြင်တွင်ရိုစီတို့ညီမမှာသူတို့မာမီနှင့်စကားပြောကြရကြသည်အေးဆိုသည့်အတိုင်းအေကန်းကလထိုင်ပေါ်တွင်ခွေလှဲလိုက်၏အေးဘာဖြစ်လို့လဲခင်လေးကစိုးရင်စွာမေးလိုက်၏ယူရိုဘာသာတင်းနစ်ရိုက်နှင့်ကွာအေးတော့နားလိုက်အောင်မေးယူရိုတည်းရဲ့အတိုင်းကျောင်းလက်ချတောင်သိရှင်အေးကခေါင်းမူတတ်တာခင်လေးယူဖို့တော့အားနာပါရဲ့ကွာယူရဲ့အန်ဒီကြီးကစိတ်ညစ်ဖို့ကောင်းလိုက်တာကိုနဲ့ဒါပထမဆုံးတွေ့တာပဲပထမတစ်ခါနဲ့လန့်တာပဲဟာဘာမှန်းလည်းမသိဘူးဖွားဖွားမေကြီးအကြောင်းနဲ့ဟာပြောလိုက်တာတကယ်ပဲဗဇက်ကအမြုပ်စီးမတက်ကိုလည်းဗမာပါကွာဒါပေမဲ့ရိုင်းနေပြောထပြေးကျင်တာပဲတောင်းတို့မှာအေးစကားဆုံးတွင်ပွင့်လင်းသူပြီးဟိရတော့သည်သူတငယ်ချင်းသည်နာမည်နဲ့လာအောင်အေးသူဒီယခုအခါမြင်မြနားပူသွားသည်မသိမြုံမနေနိုင်ပဲဖွင့်ပြောတော့သည်တောင်းတို့လည်းကြားမှာကိုကြိုက်တဲ့စိတ်ဝင်စားတဲ့အကြောင်းဆိုဆွေးနွေးပါတယ်ကွာတယောက်တပြန်အခုဟာက
UND4 ဟာရေပက်တောင်းမဝင်ကဲကိုတောင်းမှန်ပါတယ်ကွာအေးရမြိုက်နိုင်တော့လဲမြက်ခင်းပေါ်ကနေကြည့်ပေါ့ကွာမမလည်းဒီနေ့ဝင်ရိုက်မယ်ခင်လေးတို့အချိတ်ထမင်းရှာနေတာနဲ့အချိန်နှောင်းသွားတာအဲ့ဒီအချိတ်ထမင်းနှိမ့်ဆက်တာပေါ့ရိုစီနဲ့ဆေးဆက်ထားတဲ့ဘသူဆိုလားအဲ့ဒါနဲ့ဖွားဖွားမေးကြီးကတော်ရမိတောင်းရငါစိတ်ရှုပ်လို့ပါအေးကအော်ဟစ်ပြလိုက်တော့သည်သူတို့တင်းနေကြနေစဉ်သားမိ3ယောက်ဖိလိုင်းပြင်စင်ရေးလာနှုတ်ဆက်၏ဒေါ်ရွှေဘော့သည်သမီးများကိုပင်သပင်ကိုဖြတ်၍မောက်ကလေးလှုပ်ထားသည်ဘရာစီယာထိတ်ချွန်နှင့်ပင်ထမိန်ကလည်းခါသေးအောင်တင်းဆွဲဝဲထား၍ခုံမြင့်ကိုစီးထား၏ငွေချီဘဝကိုစုံချထားသည်တွေးလေးဖော်ကိုကြည့်ရတာ40ကျော်လို့မထင်ရဘူးသမီးတွေလိုပဲဘူးကရဲသလိုမောသလိုနှင့်တယောတော်ရက်ကက်ကိုကိုင်ကပြောလိုက်၏ဒေါ်ရွှေဖော့ကတော့အတီပြောသည်ထင်၍အတော်သဘောကျသွားသည်ခင်လိုက်ရင်မစ္စတာစတီဖင်တို့အိမ်ကိုဒီပစ္စည်းတွေသွားပို့လိုက်အောင်မယ်ဟိုမှာဒင်နာလဲဖိတ်ထားတယ်ထမင်းစားမဆောင်နဲ့တော့ဟုတ်ကဲ့တို့ကားယူသွားမယ်သားမိ3ယောက်ကားရှိရသို့ထွက်သွားကြသည်အလှပြင်ရ၌သူတို့အမေတော်မမနှင့်မတူတိတ်ခါရှိဝင်ခြင်းမတူသည်ကိုတော့ခင်လိုက်ရောခင်လေးပါဒေါ်ရွှေဖော့ကိုကြည့်ရင်မှတ်ချက်ချလိုက်မိကြသည်အမှန်တော့ရန်ကုန်ရှိယခုဒေါ်ရွှေဖော့တို့ပြောင်းလာသောနေမျိုးမောင်အိမ်ကိုဘာနာမည်မှပေးမထားပေအကြောင်းသိသူကန်းကော်ကုန်းနှင့်မြရကုန်းအဆက်တို့ကသာတစ်ချိန်ကကန်းကော်ကုန်းတွင်ကျော်စောထင်ရှားခဲ့သောမဟာတာကီအင်ကြီးမှဆွေစုမျိုးစုံတို့သည်ဤနေမျိုးမောင်အိမ်တွင်ရောက်ရှိနေကြကြောင်းသိကြတော့သည်နေမျိုးမောင်အဖို့မဟာတာကီဟူသောနာမည်ကိုလုံးမေးသလောက်ပင်ဖြစ်နေသည်သူကိုပင်ဘာကြောင့်နေမျိုးတက်၍ခေါ်နေကြမှန်းကိုသူကိုယ်တိုင်ကမသိပေသူ့အဖေဦးလှဘော်ကိုလည်းမြရကုန်းတွင်ရှေးကြသူတို့ကနေမျိုးလှဘော်ဟုခေါ်ကြ၏ဖေသားတို့ကိုဘာလို့နေမျိုးလို့နာမည်ရှိမှတက်ပြီးတချို့လူတွေကခေါ်ကြတာလဲအခါတရံစကားဆုံးမိလျင်တော့ဖေကိုမေးကြည့်သိပါဘူးကွာဖေကတော့ဒါမျိုးတွေတဲမဆက်ဆိုချင်ပါဘူးနေမျိုးပဲဖြစ်ဖြစ်သတို့ပဲဖြစ်ဖြစ်ကိုလုံးမှကိုစားရတာအေးဒါပေမဲ့အညာရဲ့စိတ်ကသူတို့လေးစားခြင်းရင်အင်မတန်ရိုးရိုးသားသားလေးစားတာမဟုတ်လားဖေကသူတို့ရဲ့လေးစားမှုကိုဂရုမစိုက်တော့မလုပ်ပါဘူးဒါပေမဲ့သားရဲ့ရင်ထဲမှာပဲထားကိုအလုပ်ကိုရိုးရိုးသားသားကြွကိုလုံးရမှာနေမျိုးဆိုတဲ့ဂုံကြောင့်ကြွရွနေတော့ကောတဲ့ဘယ်သူထမင်းလာကျွေးမှာလိုက်လို့ဖေပြောစကားမှလည်းကြိုးကြောင်တင်လျော်၍နေမျိုးအကြောင်းကိုမောင်ကဆက်၍စုံစမ်းတော့ပြီသို့တော့ခင်လက်ကိုဘိုးစဉ်အခါကတော့မဟာတက္ကေဟူသောအမည်ထင်ရှားမှုကစခဲ့သည်ဆိုလျင်မမှားပေကိုတာရီကြီးကခင်လက်တို့ညီအမကြောက်ပိတ်ရလာကြလျင်မိရထားဆိုင်ချိန်ထက်စော၍ရကုန်းကိုရောက်လာ၏ရောက်လာတိုင်းလဲသူတို့အိမ်ကိုဝင်သွား၏ဒေါ်မမနှင့်ဦးလှဘော်တို့မှာခင်မင်းသူများဖြစ်သည်သူသည်လည်းရန်ကုန်ကျောင်းတွင်နေသူဖြစ်၏သို့သောကျောင်းပိတ်ရက်တွင်သူကခက်ဆောပြန်၏ခင်လက်ကမူကိုဖြစ်သူထွန်းဦးစေကုလုပ်ပြီးမှပြန်လာကြရသူများဖြစ်သည်ကိုတာတေကြီးရောက်လာပြန်ပြီလားရောက်လာဆိုဒီနေ့ယထာမှာမဟာတာကီအင်ကြီးကထွန်းဦးတို့မောင်နှမတတိုက်ပြန်လာကြလိမ့်မယ်ကိုတာတေကဒါပင်ပြောသွား၏ဤသတင်းကြီးသူမင်းသမီးများကိုသူကကြည့်ကျင်သည်ကျောင်းပိတ်ရဲ့ခန်းကော်ကုန်းသွားလေတော့လေခင်ကြီးတို့လူစုကိုမတွေ့ခဲ့ရအကိုဖြစ်သူထွန်းဦးနှင့်သာစကားလေးပါလေးပြောပြန်လာခဲ့ရသည်ကိုထွန်းဦးမှာအစာအိမ်တွင်ကင်ဆာယောဂဆွဲကပ်စာပြုနေသူဖြစ်၍တက္ကသိုလ်တွင်စာသင်ရင်းယောဂကိုကုသနေရသူဖြစ်လေသည်ထိုစဉ်ကမောင်မှာတက္ကသိုလ်သို့မရောက်သေးပေ10တန်းအောင်သောနှစ်ကခင်ကြီးတို့ညီအမကိုခဏမျှတွေ့လိုက်ရ၏သူကလည်းမန္တလေးမှဦးကြီးတော်တယောက်ကိုလာကြိုရင်ကိုတာတီယထာကိုဘူတာမှာတွေ့ရသည်ယထာဆိုင်ပြီးချိန်တွင်အထူးကမ်းမှခင်ကြီးတို့မောင်နှမ3ယောက်ဆင်းလာကြသည်နာမည်ကြီးလျင်လည်းကြီးလောက်เสียပင်ခင်ကြီး၏တွေ့ပြောင်းသောလေတိုင်မှအထူးကြော်ရှင်းလာသည်ပလဲသွယ်တကုံးတဲပင်သူ့လဲတွင်ကပ်၍ဆင်ထားသည်
ပိုးပရုံမှအဖြူမန္တလေးလုံးကြီးရင်းနှီးအောင်များကိုညီမ2 ယောက်ဆင်တူဝတ်ထားသည်ဝင်းနေသောအသားများမှာလုံးကြီးအယောင်ရင့်ကြောင့်ပို၍ထင်းနေလေသည်နာရံမှာခင်ခင်ကြီးကခင်ခင်လက်ထက်ပို၍ပေါ်သည်မျက်လုံးလေးများကလည်းခင်ခင်ကြီးမျက်လုံးသည်တည်ငြိမ်၍မှန်ကင်းပုံရသည်ခင်ခင်လက်ကတော့အနှဲငယ်မှန်ရှိပုံရသည်ခဏလေးတွေ့စားပင်တွင်ပင်နှကန်းခတ်တူတူနှင့်ခင်ခင်လက်သည်နှကန်းပါလေးနှင့်ခင်ခင်ကြီးလောက်တော့မနှုံညံ့ဘူးဆိုတာပြနေ၏သို့သောသူတို့ညီမ2 ယောက်စလုံးပင်တည်ငြိမ်ခြင်းကိုပြ၏ဒေါ်မမကိုသူမြင်ဘူးပြီးဖြစ်၍အမိချေရာအတိုင်းပင်လှအောင်တော့အစဉ်ပြင်ထားကြသည်ကလသောဟန်များမရှိကြပေမောင်မောင်သည်ငင်းမောနေစဉ်တွင်သူတို့မောင်နှမ3 ယောက်သည်ယထာဘော်တက်ကကန်းကောင်ကုန်းဘက်သို့မောင်းသွားကြသည်သူတက္ကသိုလ်ရောက်ချိန်တွင်ကိုထွန်းထွန်းဦးမှဒီဂရီဆက်ယူရင်းကင်ဆာရောဂါမှလည်းပုံမူ၍ပြန်ပွားလာ၍ကုသရန်လိုအပ်သောကြောင့်အမေရိကန်သို့ထွက်သွားရသည်နွေရာသီကျောင်းပိတ်ရက်အချိန်တွင်သူသည်ကံအားလျော်စွာပင်မိရထားအထူးတွဲမှခင်ခင်ကြီးတို့ညီအမနှင့်လာဆောင်ရသည်သူကိုရန်ကုန်လာတွေ့သူထွေးလေးမယားကလည်းပါလာသည်သူတို့ယထာတွဲလုံးမှာတွဲလုံးငှားလာကြရာသူတို့4 ယောက်ပင်ပါလာကြသည်ထွေးလေးမယားနှင့်ခင်ခင်ကြီးတို့မှရင်းရင်းနှီးနှီးခီးသွားပေါ်ဖြစ်လာကြ၏စစ်မှမူခင်ခင်ကြီးသည်အတော်ပင်ကြည့်၍စိတ်အေးချမ်းစရာကောင်းသောမိန်းမလှပင်သည်ခင်ခင်လက်ကခက်ဆက်ဆက်ကောင်းပါလေးဖြစ်၏ထမင်းစားဖို့ကိစ္စတွဲထဲမှဟိုဟာဒီဟာလေးဝယ်သည့်ကိစ္စကအစခင်ခင်လက်ပြက်လက်လုပ်၏မောင်မောင်ကအင်းညီမ2 ယောက်နှင့်ယထာစီသည်ကိုလမ်းတစ်လျှောက်လုံးရင်တဖို့နှင့်ကြည်နူးမိသည်အမှန်တော့အချစ်ဆိုသည်မှာဘာကစသည်ဟု၍ပြောပြရန်ခက်သောစကားလုံးတစ်မျိုးပင်ဖြစ်သည်တခြားလူတွေအဖို့ဘဲကစသည်မသိတော့လဲမောင်မောင်ခင်ခင်လက်ကိုချစ်သည်မှာကချစ်စရာကောင်းသောကောင်းမလေးဟု၍ထင်ရာကချစ်လာခြင်းမဟုတ်မာနာကြီးပုံရလိုက်တာစကားပြောတာကလည်းပြစ်လိုက်တာဘလူဟာမလေးပါလေသူကထမင်းစားပါအောင်ခေါ်သည်ကိုမူစားပါကျေးဇူးတင်ပါတယ်ဟု၍ခင်ခင်လက်သည်ပြန်ပြောပေါ်မရပေခင်ခင်ကြီးသာပြုံး၍ပြန်ပြောပေါ်ရ၏ယထာလှုပ်၍ယထာတွဲအပေါ်စဉ်တွင်တင်ထားသောသူ၏အုတ်ထုံမှရှော့ကြလာကဒွေးလေးမဲရာခေါင်းတွင်လာဆွတ်ချိန်မှမူခင်ခင်လက်သည်ဟဲ့ဟဲ့ပဲရေတော့သည်ခင်ခင်ကြီးကမျက်နှာထားတင်ပြလိုက်မှခင်ခင်လက်ကအရေရတော့သည်အမှန်တိုင်းဖွင့်ဟဝန်ခံရပါလျင်ခင်ခင်ကြီးသာအသက်ရှည်ပါကမောင်မောင်သည်ခင်ခင်ကြီးနှင့်ရချင်ရပေလိမ့်မည်ဝဲကြောင့်ဆိုသောခင်ခင်လက်သည်မြင်ချင်းချစ်စပွဲကောင်းသောမိန်းကလေးမဟုတ်သောကြောင့်ဖြစ်၏မောင်မောင်သည်ခင်ခင်လက်နှင့်စတင်တွေ့ရသောဇလန်းကိုတွေ့ရတိုင်းပြော၏အချင်းချစ်သူ2 ဦးသည်စတင်တွေ့ရသောအချိန်ကိုပြန်တွေးစဉ်စိတ်သည်တကယ်ပင်ကြည်နူးချမ်းမြေပါဟံထိုချမ်းမြေသမျှသောကာလပတ်လုံးထိုချစ်သူ2 ဦးအိမ်အောင်ရေးချစ်ရစဉ်သည်မခန်းချောက်သေးပေပြည့်ပြည့်ကြပြီဟုသောအိမ်အောင်ရေးများတွင်များသောအားဖြင့်တွေးစာအချိန်လေးများကိုပင်ပြန်လည်တွေး၍များရေမခိုတော့ပေယခုတလောခင်ခင်လက်နေပုံထိုင်ပုံသည်အေးဆက်ဆက်ဖြစ်လာသည်ခင်သည်အချိန်တန်၍သူပြန်လာခြင်းတွင်နှုတ်ခမ်းလေးရဲပါးပေါ်တွင်ပေါင်တာဖွေးနှင့်အကျိုးမပြတ်တော့လဲခင်ဟန်ပန်များသည်စိတ်လက်မပါပဲလုံနေကြောင်းသိတာသည်ခင်သည်များသောအားဖြင့်တယောက်တည်းသူ့ကိုထားရ၏ခင်နဲ့သာနေရပါရင်ကွယ်ဆိုသောသူဆိုနေကြသချင်းကိုမောင်မောင်ကဆိုစဉ်တောင်မှခင်သည်ယခင်လိုနှစ်သိမ့်စွာမပြောတော့ပေမောင်မောင်ခင်ကမာဟုသောသူတကာချစ်သူတို့ခေါ်နေကြထက်တလုံးပိုကချစ်ခင်လေးစားခြင်းပေါင်းဆက်၍မောင်မောင်ဟုနှလုံးထပ်ခေါ်ခြင်းဖြစ်သည်သို့သောသူ့နာမည်ကိုကမောင်မောင်ဖြစ်နေပြန်၏ဒါပေမဲ့ခင်ဤမောင်မောင်ခေါ်တဲ့သည်သူ့ရင်ကိုအထူးနှစ်သိမ့်စေသည်ခင်ဘာလို့မလို့လဲမောင်မောင်ကိုဘယ်သူမှမဖိတ်ဘူးလားမောင်မောင်တကယ်ချင်းတွေနဲ့မောင်မောင်အားလက်ချိန်မှလဲပါလားဟင်ခင်လက်စကားကိုမောင်မောင်ကနားမလဲပေခင်သည်သူ့ကိုအပားသို့မကတ်စေခြင်းပေပြီလောခင်သည်သူ့အပေါ်စိတ်ကုန်ခန်းနေလေသလားသူတကာမိန်းမများမှာလုပ်ငန်းကိုင်ငန်းကိစ္စပြုလျင်ယောက်ျားလုပ်သူအပားမှမခွာစေလို၍စူးစားပန်းစားတက်သမျှကျိုးမျိုးစုံအကုန်ထုတ်၍ခြေရရှာသည်ခင်ကတော့ရှင်းရှင်းပြောရလျင်သူ့ကိုခွာထုတ်နေသည်မောင်မောင်ဒီနေ့ကလုံးမှလေThe wind cannot rain
ခံတော့ရန်ပြနေတယ်မောင်မောင်သွားကြည့်ပါလားဟုတ်ပါရဲ့ကဲခင်အဝေလဲလေမောင်တို့လည်းသွားရအောင်နော်သူသည်ခင်စိတ်ပြန်ပြောမွေလာပြီးဖြစ်၍အထူးပင်ဝမ်းသာသွားသည်ခင်ကိုရစားတော့ကလိုပင်ပြုံးပြုံးပြလေးပခုံးကိုပြိဖက်လိုက်၏ကဲခင်အဝေလဲခင်မလိုက်ပါဘူးမောင်ဒီခန်းထဲမှာခင်နဲ့2ယောက်တည်းနေရတာမပြောဘူးလားမပြေမောင်ခင်နဲ့2ယောက်တည်းနေရတာမပြင်းဘူးလားဒါကြောင့်မောင်သွားခြင်းသွားရအောင်လို့ခင်ကပြောတာမောင်ကတက်ပြင်းကြီးအမောတကောရှူလိုက်မိ၏ခင်သည်ဤခန်းလေးမှအပေကိုမှမထွက်ဘာလို့၍နေပါသနည်းခင်အစာစိတ်ကျဉ်ကျပ်လိုက်သည်ဖြစ်ခြင်းခင်မလိုက်ရင်မောင်တော့တခြားကောင်မလေးတယောက်နဲ့သွားမယ်သွားလေမောင်စိတ်ပြောဖို့အရေးကြီးတာပဲခင်ဘယ်လိုများပြောလိုက်တာပါလဲမောင်သည်ခင်လက်မျက်နှာလေးကိုလက်နှင့်ဆွဲယူမောက်ကစစ်ကြည့်ရင်ခန်းထဲမှခြားကနေလှည့်ထွက်လာခဲ့သည်ကားကိုကိုယ်တိုင်ပင်မောင်း၍လာခဲ့တော့လဲစိတ်ကဒေါသဖြစ်နေသလားမခံကျင်တာလားဝမ်းနည်းနေသလားဟုမတွေး၍မရပေစိတ်ထဲမှာခံရခဲ့သောဝေဒနာတစ်ခုကိုခံစားနေရသည်ကိုတော့သိရုပ်ရှင်ရုံရောက်လျင်လက်မှတ်စင်းမဝဲကားကိုအိမ်သို့ပြန်လှည့်မောင်းလာ၏အိမ်တွင်ထမင်းစားကန်းဝယ်ဒေါ်ရွှေဖော့၏လက်ချမှမပြီးသည်ဒေါ်အေးဘုံ၏ဖျားရှိကိုတန်သည်လည်းမဆုံးသေး၍ကားကိုဒရိုင်ဘာစီးကြို၍တိမ်၏အိမ်ခန်းတွင်သို့သူဖြင်းချင်းစွာဝင်လာသည်မှောင်နေသောအိမ်ခန်းထဲတွင်ခင်သည်ဘယ်နေရာမှရှိမည်ကိုသူရှာကြည့်ခင်သည်အိမ်ခန်းမှကြည့်အပြင်ဘက်ဗရန်ဒါတွင်တယောက်တည်းထိုင်နေသည်ထိန်သာနေသောလရောင်တွင်ခင်ကိုအထင်သာမြင်နေရသည်သူသည်ခြေလမ်းကိုပွား၍ခင်အနာသို့ခင်အပါသို့ကပ်သွား၏ခင်သည်လာဝန်းကိုမကြည့်သူ့မျက်လုံးများသည်အဝေးရှိသပင်များကိုမျှော်ကြည့်နေတော့လဲမျက်နှာမှာလာဝန်းဘက်သို့မူနေ၍လက်နေသောမျက်ရည်စာများကိုမြင်ရသည်သူသည်လက်ကင်ဘဝကိုအသာယူလိုက်၏ခင်ကောင်းကိုမြင်သာစွာပွေယူလိုက်၏ခင်ပါမှမျက်ရည်စာများကိုတရုတ်တရတုပ်ပြီးသည်ဖြုံကနေတော့ခင်သည်ကိုလေးတိမ့်တိမ့်တော်အောင်လန့်သွား၏ပြီးတော့မှမောင်းရင်ဝင်ကောင်းချိုကပြင်းပြင်းရှိုက်လိုက်၏ခင်ဘာလို့ငိုနေတာလဲကွယ်မောင်လေးခုလိုခင်ပါကမျက်ရည်စာလေးတွေကိုတုပ်မပေးရတာခင်နဲ့မောင်တို့ပထမဆုံးတွေ့ကြတဲ့ကန်းကော်ကုန်းနဲ့မြရကုန်းကြားကတော်တန်လေးကိုသတိမရဘူးလားဟင်အဲ့ဒီညတုန်းကလာကလည်းခုလိုပဲတာနေတာပဲနော်မောင်ဒီတကယ်ပင်ဆက်ရှိလက်ရှိခင်အပါတွင်ဖွက်ဖွက်နွမ်းနွမ်းပြောရှာသည်ခင်သည်သူ့အပေါ်ကန်းကောင်အပြစ်ကင်းစွာချစ်ရှာသောလင်းမျက်နှာကိုတနာကျင်နာစွာကြည့်နေမိ၏သူ့ကောင်းကိုဖြင်းညင်းစွာညှိ၏လာပေါင်းများစွာကွင်ကွင်းနေရသောသမီးကြီးစားပြန်တွေ့ရသလိုဝမ်းတာဝမ်းနဲ့ခံများခင်မျက်လုံးတွင်အပြည့်တွေ့ရတော့သည်မောင်သည်ခင်လက်အပေါ်တွင်ထင်မလွဲရနိုင်သူတို့နှစ်ဦးသည်လာဝန်းကိုပြိုင်တွေ့ကြည့်ကြ၏မှန်၏ပထမဆုံးတွေ့သောညကလာဝန်းကိုဤလိုပင်အတူကြည့်ကြသည်ဤလိုပင်ခင်ပါပြန်ပေါ်မှမျက်ရည်စာများကိုသူကတုပ်ပေးရသည်ထိုနေ့ညကသူတို့နှစ်ဦးမမျှော်လင့်မဲတွေ့ဆုံကြခြင်းဖြစ်သည်သူဘီကွန်အောင်ပြီးနောက်ဖေစီဆက်ကိုကူ၍လုံနေရလေသည်ခင်လက်ကတက္ကသိုလ်တွင်နောက်ဆုံးနှစ်ဘီတက်နေရဆဲဖြစ်သည်ခင်မကြီးမှမူထိုနှစ်ကမော၍မမာ၍ကျောင်းဆက်မတရားပဲပါဒေါ်မစီကလူလွှတ်လိုက်တယ်ခင်လက်ဒီနေ့ယထာနဲ့ပါလာလိမ့်မယ်တဲ့သူတို့စီကကိုတာတီလဲအကြုံမလွတ်အားဘူးမမေယာနဲ့အတူခင်လက်ကိုလိုက်ပို့ပေးပါတဲ့မေယာတို့ညီအမလဲပဲသိမ်းသွားတယ်မင်းမေလည်းနေမကောင်းဘူးဒရိုင်ဘာရဲ့သားရဲ့နှစ်ယောက်သွားပို့ပေးမလားမင်းမဖော်ထည့်မပေးနိုင်တာမကောင်းပါမလားဖေကလည်းညစ်အိတ်ခီးမှမဟုတ်ပဲ4 နာရီ5 နာရီဆိုရောက်သွားမယ်ဟာပဲ2 နာရီတည်းမောင်းရတာဒါဟိုကြတော့ဒေါ်မကိုရှင်းပြပါမယ်အေးကွာခင်ကြီးဟာအတော်များဖြစ်နေရှာလားမသိတွေ့ဖို့ကဤသို့ကြုံရခြင်းဖြစ်သည်သို့တော်ထိုစဉ်ကသူသည်ခင်လက်ပါမှမျက်ရည်စားများကိုတုပ်ပေးရလိမ့်မည်ဟုကြိုတင်မတွေးခဲ့မိဟုအမှန်ပါပဲတော်တန်းကိုကားဖြတ်ကျော်စတွင်မမျှော်လင့်ပဲကားမှဆက်ပြတ်သွားသည်ခင်
ခိတခဏပင်ထင်၍ခင်ခင်လက်ကကားပေါ်မှမစင်မောင်မောင်နှင့်ဒရိုင်ဘာကစကောင်းဖွင့်ကားပြင်နေကြသည်ဆောင်းဖြစ်၍နေမှစောစောကျလာသည်တော်တန်းပေါ်တွင်နေအောင်ကြီးများသည်ရွှေရည်များပြပြန်းလာသလိုဝန်းဝါနေသည်ခင်ခင်လက်ကားထဲကမပူဘူးလားညောင်းလဲညောင်းတော့မယ်ဟိုစမ်းကြောင်းလေးနားမှာသွားထိုင်ပါလားခင်ခင်လက်သည်သူ့ကိုတစ်ချက်မျှလှမ်းကြည့်လိုက်၏မျက်နှာကလည်းကောင်းစွာမရွှင်မေရေတိုင်းမှဆို၍စီးလာသောကောင်းမှပိန်းတို့ပွားပါကိုဖြုတ်လိုက်၏မောင်မောင်ဖွင့်ပေးသောကားတကားမှဆင်းလိုက်သည်နေတောင်တော်ညှိုးသွားပြီခင်လက်တို့နေမွင်ခင်ကန်းကော်ကုန်းကိုရောက်ပါမလားဆိုရင်ဟန်နဲ့ခင်ခင်လက်ကသူ့ကိုမေးတယ်လို့ဒရိုင်ဘာကိုမေးတယ်လို့ပြောလိုက်၏နည်းနည်းတော့မိုးချုံမယ်ထင်တယ်မမရဲ့ပလက်တလုံးမခုတ်တာလဲတခါတည်းဖြုတ်ဆေးလိုက်မယ်ဒရိုင်ဘာကလှမ်းပြီးပြောလိုက်၏စိတ်မပူပါနဲ့ခင်ခင်လက်ဒီနေရာမှာဆိုကျွန်တော်ညှင်းဘက်တောင်ဖြတ်နေကြပဲလာပါခဏလေးအပန်းဖြေအပြင်မှာထိုင်လိုက်ပါအောင်ခင်ကမမကြီးအတွက်လဲစိတ်ထဲမှာတိတ်ပူတယ်တော်ယုံဖြစ်ယုံနဲ့မေမေကမမဘူးခင်ခင်လက်ကပြန်ပြော၏မောင်မောင်ကလမ်းဤဘဲဘဲဆန်းချောင်းလေးရှိရသူရှေ့ကဆင်းသွား၏ကြောက်တုံးလေးများဆင့်ကနှင့်လူထိုင်ရန်လှုပ်ထားသောကမုတ်ကလေးပါတွင်မောင်မောင်ကစောင့်နေသည်ခင်ခင်သည်သူ့နောက်မှလိုက်လာကကြောက်တုံးလေးပေါ်တွင်ထိုင်လိုက်သည်ဆောင်းလေသည်ဆောင်းလေဆစ်ကြီးလိုမကြမ်းသေးဖြင်းညင်းစွာတိုက်၏နေအောင်ကြီးဝါဖြော့ဖြော့သည်ခင်ပါမမို့ပေါ်တွင်ရွှေနှသားမှုံလိုဝင်းနေသည်ခင်ဆိုင်ကြည့်နေရာဆန်းကြောင်းအတွင်းမှလည်းရေများသည်ရောင်စုံလက်ကနေညိုချမ်းတွင်ကြောက်တုံးလေးများပေါ်တွင်ဖြတ်တန်းစီစဉ်သွားကြ၏မိမလှနှင့်ညနေစီစားသည်လိုက်ဖန်တင်မောချိတ်သည်တကားမောင်မောင်ကကြည်ရင်ရင်ခုန်လာ၏သူ့မျက်စိများကိုထိန်၍ကားရှိရာသို့တယောက်တည်းပြန်လာခဲ့သည်ကားမှလုံရင်းမှပင်အချိန်ကြာသွား၏နေအောင်ပင်ခင်တန်းနောက်သို့တိုးကပျောက်ကွယ်သွားတော့သည်မပြည့်တတ်သေးသောလောင်ဝင်းရောင်သည်ညသားတကောင်းကင်တွင်လင်းလာသည်မင်းတယောက်တည်းအားငယ်နေမှဆို၏ခင်တယောက်တည်းအားငယ်နေမှဆို၏သူသည်ခင်ခင်လက်အပါသို့ဖြင်းညင်းစွာလျှောက်လာသည်စမ်းချောင်းဘေးတွင်တောပန်းရန်လေးများသည်ညင်းဦးလာရောင်တွင်ပွင့်၍များလှလေသလားခင်အပါတွင်တင်းတင်းလေးမှုန်းနေသည်လာဝန်းကိုမောကြည့်နေသောခင်ခင်လက်မျက်နှာကိုကြည့်လိုက်လျင်သူ့စိတ်သည်အတော်ပင်လှုပ်ရှားသွား၏ခင်ပါပြင်ပေါ်တွင်မျက်ရည်စာများထင်နေသည်မျက်ရည်စာများတင်နေသည်ဆောင်းညင်ဦး၏လာရန်အောက်တွင်လှပသောမိန်းကလေးတစ်ယောက်ငိုနေပုံသည်သူ့ရင်တွင်ကိုအလိုလျောက်နာကျင်လာစေသည်ခင်ဘာလို့ငိုလဲဟင်သူသည်အတန်နှင့်တပြိုင်နက်တည်းပင်ခင်ခင်လက်ပါမှမျက်ရည်စာများကိုရွရွရတုပ်ပေးလိုက်၏သူပါလို့လိုက်သည်ကိုပင်သူ့ကိုယ်သူသတိမပြုတ်နိုင်လောက်အောင်သူ့စိတ်သည်လှုပ်ရှားထိခိုက်သွားသည်ခင်ခင်လက်ကဖြုံငနေသူ့ကိုရင်ဆိုင်ကမတ်တရလိုက်၏ရှင်ဘာလို့တာလဲခင်အသားများကဆက်ဆက်တုံးနေသည်ခင်ခင်လက်အဖို့မှလည်းကျောင်းတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ယောက်ျားလေးများနှင့်ဆက်ဆံနေတော့လေဇင်းယောက်ျားတစ်ယောက်တပန်းတို့တီကိုတော့တခါမှမခံဘူးပဲအထင်မလွဲပါနဲ့ခင်ခင်လက်ရဲ့မတော်ဘူးစေတဲ့စိတ်ဝင်အောင်တောင်ကျွန်တော်စိတ်ကျွန်တော်မထိန်လိုက်နိုင်ဘူးခင်ကိုနေတာကိုမကြည့်ရလို့ပါကျွန်တော်စော်ကားစိတ်နဲ့လောက်တာမဟုတ်ပါဘူးခွင့်လို့ပါခင်ခင်လက်ရဲ့ကျွန်တော်လေးနောက်ထပ်လက်ဖျားနဲ့မတူပဲကန်းကုံရအောင်ပို့ပေးပါမယ်ခင်ခင်လက်ကဝမ်းထဲပိုင်နဲ့ရှိုက်ကငင်ငါငိုရှာတော့သည်သူ့မှာသာခင်ခင်လက်ကိုသူ့စကားအတိုင်းမထီရဲဘာမှလည်းမလုပ်တဲ့တောင်ကန်ရမလို့မြောက်ကန်ရမလို့နဲ့ကြောင်နေတော့သည်ခင်ခင်လက်သည်စိတ်ဆိုးမှန်ဆိုးနှင့်ကားရှိရသို့တစောင်းဆောက်ရှောက်ကထွက်သွားသည်ခင်ငိုပဲသွားပါဒရိုင်ဘာကတော့ကြာကျွန်တော်ကိုအထင်လွဲနေအောင်မယ်ခင်ကုန်းသည်ထိခိုက်မှဆိုလိုပါသူသည်အမိပြေးလိုက်ရင်နောက်မှပြေးလာပြောလာခဲ့၏ကားကောင်းရင်ကန်းကော်ကုန်းသို့မောင်းလာသည့်အထီကိုခင်ခင်လက်သည်လမ်းတစ်လျှောက်လုံးတွင်သူ့ကိုစကားမပြောတော့ပါပဲအမှန်တော့ဤပါမှုပေါ်မှမျက်ရည်စားလေးများကိုခဏတုပ်ပေးခြင်းလာပါသည်မဟာတာကီအင်ကြီးတို့ရောက်လျင်ခင်ခင်ကြီးကိုအသက်မီယုံပင်ခင်ခင်လက်တွေ့ရတော့သည်ယခုတော့ဤပါပြန်လေးကိုသူပိုင်နိုင်တွေ့ရပေပြီခင်သည်သူ့ရင်ခွင်ထဲတွင်ခေါင်းရှု၍ထားပေပြီခင်ဘာလို့တယောက်တည်းနေသလဲဘာဖြစ်လို့ဘောငုံနေသလဲ
ခင်ရဲ့မောင်မောင်တို့အိမ်တော်ကြီးဟာတကယ်တော့ပျော်စရာကောင်းပါတယ်ကွယ်ခုတလောစီးပွားရေးလိမ့်သွားတာပဲခဏပါခင်မငုံနဲ့နော်ခင်သတိမရတော့ဘူးလားဟင်ခင်နဲ့မောင်ပထမဆုံးတွေ့ကြတဲ့ညမြင်ဦးပါလေမောင်မောင်ခင်ပါပေါ်ကမျက်ရည်တွေကိုပြုံးဝင်နဲ့တုပ်ပေးမိတာမောင်မောင်ကမိမပြောလာအောင်အရှောလာပေါ၍ကြည်ကြည်နုံနုံပြန်ပြောရှာ၏တကယ်တော့မောင်မောင်ဖြင့်အဲ့ဒီညင်ကလေးကခင်ပါကိုခဏခဏတို့ကျင်နေတာခင်လက်ကသူ့ရင်ကိုမသိမသာထိုးလိုက်မှရင်နေတော့သည်ခင်တို့ညီမတွေကတခြားညီမတွေနဲ့ကိုမတူဘူးအစွဲအလန့်အတွေ့အတာကြီးလွန်းနေတယ်ခုလဲခင်ကြီးကိုသတိရနေပြန်ပြီလားခင်လက်ကတစုံတရာသူ့ထင်မြင်ချက်ကိုမှားသည်မှန်သည်မဖြစ်ပေအမကြီးသာရှိရင်လည်းဒီအင်ကြီးရဲ့ဦးစီးဟာသူဖြစ်မှာပေါ့ခင်လက်လေလူကြီးလောက်ရတာတိတ်ပြင်းတာပဲမမဒီလိုပေါ့ခင်ရဲ့ခင်သာမမောင်တော့ကပြောလိုက်ခဲ့စမ်းပါမမောင်ဘာလို့ရမပင်မဲမှုမကြောက်ဘူးမောင်မကြောက်ဘူးဆိုတော့ဝမ်းသာပါတယ်ခင်ကတော့မောင်နောက်ကလိုက်ရမှာစိတ်ညစ်တယ်မောင်ကြောင့်မဟုတ်ဘူးခင်အတိုင်းအဝိုင်းတွေကြောင့်ဝတ္ထုတွေထဲမှာများသောအားဖြင့်ချစ်တဲ့သူနှစ်ယောက်ထဲရဲ့ပြဿနာပဲရှိတယ်ချစ်တဲ့သူနှစ်ယောက်လက်ထပ်ပြီးအိုးအိမ်ထူထောင်ပုံပြီးမှဝတ္ထုဇလန်းကတကယ်တော့မမခင်တို့အိမ်တော်ဝတ္ထုကြီးကိုဆက်ရေးရမှာစိတ်ညစ်တယ်မပြောဘူး။အိုးကဘာကျော်စာရေးဆရာမကြီးတူမပဲစာရေးဆရာကြီးတူမပဲဆက်ပြီးရေးစမ်းပါခင်ရဲ့အရှိရေးရတာပဲဇလန်းထွင်စရာမလိုပါဘူး။မမောင်ကအရှွန်းဖောက်ကခင်ကိုပွေထူ၍အိတ်ခမ်းတဲသို့ခေါ်လာခဲ့သည်။ခင်လက်သည်အိယာသို့ဝင်ခဲ့တော်လဲမမောင်ရင်ဝင်တဲတွင်မျက်စိသားမိတ်၍နေသည်အိတ်လိုကမပြောပါပဲသူ့အိမ်ကြီးကိုသူညင်းငွေလာလေသည်အိမ်ရှင်မတယောက်သည်သူ့အိမ်တွင်မပြောမမွေ့ညင်းငွေလာပြီဆိုသည်နောက်အိမ်တစ်ခု၏လှုပ်ရှားမှုတာယာမှုများသည်လဲတဖြည်းဖြည်းငြိမ်သက်တိတ်ဆိတ်လာသည်မှာဓမ္မတာပင်သည်သူများအတွက်ပြောင်းလဲမှုများသည်ထူးခြားမှုရှိခြင်းမရှိပေမည်ခင်လက်အတွက်ကမူသူသည်မိဖို့ကိုသာမနိုင်သည်ပြင်ပအေကန်အလုံးများအဖို့အလျော်နေရာများတွင်အစိခံကိုအာမကိုလာတွက်လက်ဖြက်လက်စွာနှင့်အလုံးလုံးလေးရှိသည်သူသည်အလုံးလုံးရင်းတချင်းဆိုတဲ့သူသည်သူ၏တချင်းတန်သည်အလုံးလုံးနေသောသူစိတ်ကိုမပြင်းမရိပ်အောင်ဖျော်ပြရုံမှကလူကြီးများကြီးနေ့လယ်ပိုင်းတွင်ကြံ့ရသောအိမ်ကိုလည်းတက်ဝင်လှုပ်ရှားစေပေသည်ဤသို့သူ့အိမ်တွင်လှုပ်ရှားနေသောမိန်းမတစ်ယောက်မှယခုလိုပြုံးစားကြီးငြိမ်သက်တိုက်ဆိတ်၍အခန်းထဲမှပင်မထွက်အေးဆက်နေတော့လေအင်ကြီးဤသားရမှုမှာရုတ်တရက်ရက်ဆဲသွားသလိုဖြစ်တော်သည်ခင်လက်ဤစိတ်ထဲတွင်သူ့ဝေဒနာအားဖွင့်ပြောရန်ခန့်နေသည်ကသူနှင့်အတူနေသူများသည်သူ့ဘက်ဆွေမျိုးများသာဖြစ်ရုံမှကသူ့ထက်အကြီးများဖြစ်ကြလေသည်ကြီးသူဖြစ်စေငယ်သူဖြစ်စေအမှားများရှိတတ်ကြလေသည်ငယ်သူကမှားလျင်ကြီးသူကဆုံးမရန်လွယ်တော်လေကြီးသူ၏အမှားကိုငယ်သူကပြောရသည်မှာအတော်ခက်သောအလုပ်ဖြစ်သည်ခင်လက်ကသူ့အခန်းအပြင်သို့ထွက်လိုက်သည်တပြိုင်နက်ဒေါ်ရွှေဖော့၏ကျေလောင်သောအတန်ကိုပထမကြားရ၏တခါတရံစကားဆိုသည်မှာမကောင်းတာလှတော်လေအစင်မပြတ်ရှည်သွား၍ညင်းငွေပဲကောင်းသောစကားများကိုခင်လက်သည်ထက်ကမကြားလိုပေဒီမဟာတာကီဒွေးတော်ကြီးတော်ဘုတ်အမေရိကန်မှဖွားဖွားမေသူ့ယောက်ျားမစ္စတာဝီလစင်အကြောင်းများဒုကိစ္စများမှာထက်ကတလဲလဲပြောမဆုံးအောင်ဖြစ်နေသည်ကြားရသူတို့ညင်းငွေနေပြီးဒေါ်ရွှေဖော့သည်ပညာတတ်တယောက်ပင်ဖြစ်တော်လဲသတိမူမိဖို့ကောင်းသည်သို့တော်သတိမူဖို့နေသာသူ၏စကားဝိုင်းများတွင်ခင်လက်ကကြားရှည်နားမထောင်တော့သည်ကိုဒေါ်ရွှေဖော့ကမကျေနပ်ပေဒေါ်ရွှေဖော့သည်နိုင်ငံသားအပေါင်းအသင်းကလည်းများသူဖြစ်၏သူ့ရဲ့တဲ့များနှင့်သူ့အားခင်လက်တို့ကအရေးပေးနေရပြီးအခမ်းပါ၏သို့တော်ရှေလျားသောလှသောဒေါ်ရွှေဖော့၏မိတ်ဆက်ပုံစံများမှာခင်လက်ကိုညင်းငွေစိတ်ပြက်လာစေသည်ဒါကဖော့ရဲ့တူမခင်လက်ပေါ့ကန်းကော်ကုန်းကမဟာတာကီအိမ်ပိုင်ရှင်သမီးပဲသူခင်မွန်းတဲ့ကဆိုတော့မြရကုန်းကစီစစ်တည်းနေမျိုးလှပေါ်တော်သူစာရဲ့တူရီတော်သားပဲဒီနေမျိုးဆိုတဲ့ဘွဲဟာဆွေစဉ်မျိုးဆက်ဘိုးဘွားလက်ထက်ကလေးကရရှိထားတဲ့ဘွဲဆိုတော့အခုခင်လက်ရဲ့ခင်မွန်းနာမည်ကလည်းနေမျိုးမမောင်လို့ခေါ်ပါတယ်
သူကအောင်စရာစီဆက်ပိုင်တထေးပေါ့ကျမရဲ့ယောက်ျားကိုမောင်မောင်ဟာစီဆက်မှာအလုံးလုံးပါတယ်ခင်ခင်လက်သည်သူ့အတော်ဤရှေလျားချဲ့ထွင်သောစကားလုံးများကိုပြတ်တောက်သွားစေလို၍ဝင်ရောက်ဖြတ်တောက်ကသူ့ခင်မွန်းတယ်မှာတာမန်လူတစ်ယောက်ဖြစ်ကြောင်းပြောပြလိုက်၏သို့သောဒေါ်ရွှေဖော့ကအိန္ဒိယတွင်မရကန်းကော်ကုန်းမှရန်ကုန်သို့ပြောင်းလာပုံသူတို့ဆွေစဉ်မျိုးဆက်များတခေတ်တကခန်းနာပုံသူ့အကိုသည်အရေးပိုင်မင်းဖြစ်၍သူ့တွေးတော်ကြီးမှာအမြင့်မျိုးစား၏မြေတော်ဖြစ်သည်များကိုဆက်ရှိတော်သည်ပထမခင်ခင်လက်သည်ဧည့်သည်များကိုဒေါ်ရွှေဖော့နှင့်အတူဆက်ရှိလက်ရှိဧည့်ခံတော်လဲနောက်ပိုင်းတွင်ခင်ခင်လက်သည်ဒေါ်ရွှေဖော့နှင့်ဧည့်သည်များကိုအဝေးကရှောင်သည်ထိုင်လက်စာရှိနေလျင်လည်းစကားစာဖြတ်ကထပြေတော်သည်ခင်ခင်လက်ပင်ကိုကပင်ကိုမူကပင်စကားကိုခက်ပြက်ပြက်နှင့်လိုရင်းသာသူပြောတတ်သည်စိတ်ရှိတီးခန့်ရာတွင်ဒေါ်မမကဲ့သို့မဟုတ်ပေသို့တော်သူတွင်ရှိသမျှကိုရရောစွာကျွေးမွေးစဉ်ရှင်စိတ်ရှိသူဖြစ်သည်ခင်ခင်လက်နေပုံကိုအကဲခတ်အလွန်တော်သောလူမှုသူမှုတွင်နားလည်သည့်ဒေါ်ရွှေဖော့ကမူသူ့ရဲ့တဲ့များကိုခင်ခင်လက်ကလက်မခံခြင်းသူ့အတန်ကိုလည်းမကြားခြင်းဟု၍ထင်လာတော့သည်သို့တော်သူရေးတက္ကသိုလ်တွင်ညီတို့ပညာသင်ကြားလာ၍အတော်ဆုံးကျောင်းသားများထဲတွင်အတော်တစ်ယောက်ဖြစ်သည်ကိုမူမဟာတာကီအိမ်သစ်သို့ပြောင်းလာသော9 နှစ်တွင်အနည်းဆုံးတစ်လလျင်2 ကြိမ်ကြဧည့်သည်သို့မဟုတ်ထမင်းဝိုင်းတွင်ပြောပြတတ်လေသည်ခင်ခင်လက်ငိမ့်သက်တိတ်ဆိတ်စွာနေများလာသည်ကိုညီမဖြစ်သူခင်ခင်လေးကပါသတိပြုမိလာသည်ဘူရောသူပါကျောင်းသို့မိုးလင်းလျင်အပြေးလွှားသွားကြရသည်ညနေကျောင်းဆင်းလျင်ခင်ခင်လက်ကိုအင်ကြီးအတွင်တနေရာတွင်လုံးနေသည်ကိုတွေ့ရ၏ယခုတော့ခင်ခင်လက်ကိုတွေ့ချင်လျင်ခန်းထဲသို့ဝင်သွားရ၏ခင်ခင်လက်သည်စားဖက်လျင်မဖက်လျင်မောင်မောင်၏အဝင်များကိုရေချိုးကန်းထဲတွင်ရှောင်နေတတ်လေသည်အိမ်ပေါ်မှာလေးစိန်မေကလည်းခင်ခင်လက်၏အပြောင်းလဲကိုခင်ခင်လေးကိုပြောပြ၏မမလေးရဲ့မမလက်နေပုံဟာတစ်မျိုးပဲအသားတွေရောဖြူဖက်ဖြူရောဖြစ်နေဘူးလားပိန်လဲပိန်သွားတယ်နော်မိဖို့ကန်းထဲလဲဟင်းစီမံယုံပဲလာတယ်အိရှိမှနည်းနည်းပါးပါးဟုန်တုတ်ပြီးအခန်းထဲဝင်သွားရောအရင်လိုဦးကြီးအောင်ဗလားတို့နဲ့လည်းစကားမပြောဘူးစိတ်မေပြောပြချက်ကြောင့်ခင်ခင်လေးမှာအမအတွက်ပို၍စိတ်ပူသွားလေသည်စာမေးပွဲမှာလည်းတဖြည်းဖြည်းနီး၍လာလေသည်သူ့စာနဲ့သူလုံးနေ၍အမအနာသူလည်းရခင်ကလောက်မကန်နိုင်သေးပေသို့တော့သူတို့မောင်နှမစာမမှန်ကြည့်မကြည့်ကိုမူညင်တိုင်းရောက်လျင်ခင်ခင်လက်သည်သူတို့အခန်းသို့လာ၍ကြည့်၏စိတ်မေမှာသူ့မမလက်အတွက်အထူးစိတ်ထိခိုက်ရှာသည်သူသည်စိတ်မချမ်းသာစရာဟုသမျှကိုမမလက်သူတလုံးမှမပြောသူတက်နိုင်သမျှစူးစမ်း၍အလုံးလုံး၏ဖွင့်ရသောအဝက်ကရခင်ကထက်များလာသည်ဖွင့်ပြီးအဝင်များကိုစောစောစီးစီးမီးကိုမတိုက်ရသည်ကပို၍ဆို၏အိယာဝင်နောက်ကြမှအိယာသောကြောင့်စိတ်မေ့ကြမ်းမာရေးမှာတိတ်မကောင်းလာပြီစိတ်မေ့ကိုကြည့်ရင်စိတ်မချမ်းသာသူမှာစိတ်မေ့၏ယောက်ျားထွန်းသာဖြစ်၏ထွန်းသာကလည်းသူစိတ်မကောင်းသည်ကိုပြော၍မပြခြင်းပေခုတလောမဟာတာကီအိမ်သစ်တွင်ပြောမပြခြင်းသောယောဂများဖြစ်နေသည်ဆိုလျင်မမှားပေတညနေတွင်ထွန်းသာသည်မောင်မောင်ကိုသွားကြိုရန်မလိုတော့၍အိမ်တွင်နားနေလေသည်ကားကိုကောင်းကောင်းရေးဆေးပြီးခြံနောက်ဘက်သို့ထွက်လာခဲ့သည်ခြံနောက်ဘက်တွင်ကစွန်းရွယ်များပေါက်နေသောရေအိုင်လေးရှိသည်ရေအိုင်ဘေးပေါ်တွင်တယောက်တည်းထိုင်နေသောခင်ခင်လက်ကိုတွေ့ရ၏မမလက်ထွန်းသာသည်နောက်မှရက်၍ခေါ်လိုက်၏ခင်ခင်လက်သည်ထွန်းသာဘက်သို့သူ့ကိုယ်ကိုလှည့်လိုက်၏အော်ကိုထွန်းသာလာထိုင်လေဒီနေ့မမကိုမကြွရဘူးလားဆရာတင်မဟုတ်ဘူးခင်ခင်လေးတို့ဘူးတို့လည်းသူတို့တငယ်ချင်းကနေလာကြလိမ့်မယ်ကားကိုရေးဆေးပြီးတိုက်ထားတယ်ညကိုတွေးလေးဖို့ထမင်းဆောက်ပွဲတစ်ခုသွားကြရှိလို့အော်ဒါနဲ့မမလက်ကိုကျွန်တော်စကားတစ်ခုပြောချင်တယ်ခင်ခင်လက်သည်တိလိုသောမျက်နှာထားဟန်လေးနဲ့သူ့ကိုစိုက်ကြည့်နေ၏ပြောစရာရှိတာပြောပါလေဟိုထင်းတုံးပေါ်ထိုင်ပြောပါလားကိုထွန်းသာကိစ္စမရှိပါဘူး
ကျွန်တော်ပြောချင်တာကစိတ်မေမှာကလေးရှိစားပြုနေပြီ။အော်ခင်လက်သည်ရွှွှပြပြအသွင်သို့မျက်နှာထားပြောင်းသွား၏။ဟုတ်ကဲ့ဒီတော့မမလက်ကိုတောင်းပန်ချင်တာကလေးရှိစားမှာစိတ်မေကိုရှော့ခိုင်းစေချင်ပါတယ်။စိတ်မေဟာဝက်တွေလည်းအများကြီးလျှော်ရမိဖို့တိုက်ရတာလဲထမင်းပွဲက9နာရီကျော်လောက်မှပြီးတော့တအိမ်သားလုံးဝတ်တဲ့အဝတ်ကိုည7နာရီလောက်မှမိဖို့တိုက်လို့ပြီးတယ်။မနဲ့လဲစောအမိထားရတာ4နာရီဆိုတော့စိတ်မေပင်ပန်းလုံးနဲ့ထင်ပါတယ်။ထုံးတာပြောဒီမှာအမှန်တိုင်းဖြစ်ပေသည်ခင်လက်သည်ခေါင်းတငိမ့်ငိမ့်လုံးရင်သူ့မျက်နှာတွင်စိတ်ပြက်သောအသွင်ပေါ်လာသည်။မျက်စိလဲစိတ်မေရေချိုးကန်းတိုက်လဲစိတ်မေဟုတ်ပါတယ်ကိုထွန်းရဲ့ခင်ဟာအိမ်ရှင်မတစ်ယောက်ပဲစိတ်မေဒီအိမ်မှာဘလောက်လုံးရလဲဆိုတာခင်သိပါတယ်ခင်အပေါ်မှာသစ္စာရှိနဲ့ဒါလောက်ကြာအောင်စိတ်မေလောက်လာတာပဲကျေးဇူးတင်လာပါပြီကဲလေအိမ်ထဲကိုသွားခင်လေးတို့ကြောင်းပြန်လာရင်အီမီတို့ညီအမပါခင်တွေ့ကျင်တယ်လို့ပြောပြီးဒီလွတ်လိုက်ပါခင်လက်ကတပြင်းချကရေကူးကန်ဘက်သို့မျက်နှာမူလိုက်၏အစုံးနွယ်တို့တွားသွားရာရေမင်းနှပြင်ကမူကျင်းလင်းအေးမြလာသည်တကားအစုံးနွယ်တို့အရင်များသည်မှန်သားလိုရေပြင်တွင်ထင်၍နေကြပေသည်နိုင်ဝက်လောက်တွင်ရိုစီအီမီဘူးနှင့်ခင်လေးတို့သူ့အပါတွင်ရောက်လာကြသည်ခင်လေးတို့ကိုမမလည်းပြောကြရှိလို့ခုတလောစိတ်မေတ္တကောင်းကောင်းမမာဖို့ပဲကို့ဝတ်စားကိုလျှော်ကြစေခြင်းနဲ့လူကြီးတွေဝတ်တော့စိတ်မေလျှော်လိုက်မယ်စိတ်မေကိုပူတဲ့သဘောပေါ့စာမေးပွဲဖြေတဲ့အချိန်ကတ်လာတော့လဲစိတ်မေကကြမ်းမာလာပါလိမ့်မယ်ဒီတော့သူပြန်လျှော်ပေးပါလိမ့်မယ်ဒါပါပဲကွယ်ခင်လက်ကတိတ်ရှင်းဝဲကြီးမပြောပေခင်လေးတို့လေးယောက်သားသည်တိတ်ဆိတ်စွာပြန်လာကြပေသည်နောက်တနေ့ကနေ့တည်းမူဘူးနှင့်ခင်လေးသည်ရေချိုးကန်းတိုက်ကြသည်ရိုစီကအဝတ်ထုပ်ကြီးကိုပိုက်ကရေချိုးကန်းထဲသို့ဝင်လာ၏မျက်နှာကဆူနေလေသည်အဝတ်တွေကတိတ်များတာပဲရိုစီကညီးလိုက်၏အီမီသည်ဆက်ပြာရီဖြောထားသောပုံကိုတဲကနောက်မှလိုက်လာသည်အီမီချပေးသောပုံထဲသို့ရိုစီကဝင်များနှိလိုက်သည်ခေါင်းထဲကလည်းမူးတဲ့ကြောထဲကလည်းအောင့်လိုက်တာ